1 2 3 4 okay ကျွန်တော်နိုင်ကြနံပါတ်1နဲ့ရွေးလိုက်တော့မယ်ညောင်းရရရသူကအေးစားပါမယ်သူစားပြီးနောက်ထပ်ပဲခွဲရစားမယ်ဆိုတော့ထည့်ရေးလိုက်မယ်နော်one 2ပြီးလို့ရှိရင်1ခေါ်ပါမယ်โอ้4 2 1 4 3 okay 3ပြီးလို့ရှိရင်5ပါဆိုတော့နှစ်လိုက်ပြောလို့ရှိရင်2 1 4 3 5ပေါ့နော် okay 2စကြင်လို့စလို့ရပြီဆက်ပြီး2ဆက်ပြီးခဏလေးဆက်ပြော APG 没有 APG အစီအSo ဒီနေ့ပြောပြမှာ air and water pollution so ဒီအရဲ့ causes တွေက so ဘာဖြစ်မလဲဆိုတော့ air ကဘာနဲ့စမလဲဆိုတော့ vehicle ကျွန်တော်သွားလာနေတဲ့နေရာမှာကားကြီး bus ကားကြီးတွေကထုတ်တဲ့အငွေ့တွေပေါ့ပြီးတော့ဒုတိယ factory တွေ power plant တွေမှာကနေထွက်လာတဲ့ greenhouse gases တွေ carbon dioxide ပြီးတော့အခုနောက်ပိုင်း fuel fossil fuel တွေကိုပုံပြီးတော့လောင်ကျွမ်းလာတဲ့အချိန်မှာပုံထွက်လာတယ်ပြီးတော့တစ်ပင်တွေမီးရှို့တာခုတ်တာတဲ့အချိန်မှာ air pollution ကပုံမှန်များလာဆိုတော့ water pollution ကြတော့လူတွေကsewage တွေညောင်းတွေriver တွေမှာအမိုက်တွေဖြစ်တာစတယ်ပြီးတော့ plastic and garbages thrown into the water so အဲ့ချိန်မှာဥမာပင်လယ်ထဲကိုအမိုက်တွေပြစ်လိုက်တဲ့အချိန်မှာတချို့အကောင်ဘလောင်တွေကသူတို့အဲ့ plastic တွေနဲ့တင်ရွာနိုင်တယ်ပြီးတော့ factory ကနေထုတ်တဲ့wasted chemicals တွေပြီးတော့ waste products တွေကနေပြီးတော့ရေထဲရောက်အချိန်မှာwater ကို pollute ဖြစ်နိုင်တယ်ဘယ်လိုဖြစ်နိုင်လဲဆိုတော့ဥပမာကျွန်တော်မဟုတ်လို့တဲ့ factory ကနေပြီးတော့မလိုတဲ့ chemical တွေထွက်လာနိုင်တယ်အဲ့ချိန်ကနေပြီးရေထဲရောက်အချိန်မှာတခြားအကောင်တွေကိုတဆင့်လူကြီးစီကိုပြန်ပြီးတော့ affect ဖြစ်နိုင်တယ်ပြီးတော့ oil spills from ships and factories အခုနောက်ပိုင်းကျလောင်စာဆီတွေပါတွေက shipping cargo နဲ့တည်ကြတယ်အဲ့ချိန်မှာဒီလိုတစ်ခုဖြစ်သွားတဲ့အချိန်မှာစီရရေရောပြိုကျသွားရင်လည်းpollution ဖြစ်နိုင်တယ်နောက်တစ်ခုကဒီ pollution တွေကိုတက်ရောက်နေတဲ့လူတွေကကျတော့ government တွေ parents တွေ local communities farmers တွေပြီးတော့ environmental organizations တွေကနေပြီးတော့ပို့ပြီးတော့တက်ရောက်တယ်ပေါ့ပြီးတော့ effects of these air pollutions ကျတော့breathing problems and lung diseases တွေဖြစ်နိုင်တယ်ပြီးတော့cancer တွေပြီးတော့တခြား health disease တွေဖြစ်နိုင်တယ်ဒီအရုပ်ဘယ်သူတွေကခံစားရမလဲဆိုတော့ children တွေ people with bad immune systems people living in cities and industrial မြို့ပြရေးမှာတည်းချိန်ကြတော့ factory စီနဲ့ပြီးတော့သူက factory စီကားရများသူရဲ့ greenhouse emissions တွေကပုံများတယ်ပြီးတော့ effects of water pollution water pollution မှာလည်း bad effects တွေကကျတော့ health diseases တွေဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ကိုတောက်တဲ့ရေကအဲ့လို oil spill တွေပိုင်းနဲ့ effect ဖြစ်တာတော့ effective ဖြစ်နေတယ်အဲ့ချိန်ကျရင်ကိုယ့်ရဲ့ခန္ဓာကိုယ် damages တွေဖြစ်နိုင်တယ်ဒီအရောလည်းလူတွေ children တွေဥပမာပြောရ fisherman တွေအစားပြီးတော့ animals တွေကတက်ရောက်ခံရတယ်ပေါ့ so these consequences can cause climate change and global warming so ဒီဖြစ်တဲ့အချိန်မှာ acid rain တွေပုံဖြစ်လာတယ်ပြီးတော့ death of
animals and plants တွေကနေပြီးတော့ပုံမှုတည်လာနိုင်တယ်ပြီးတော့ loss of biodiversity and ecosystems ပြီးတော့ respiratory and heart disease တွေကို increase ပုံများနိုင်တယ်ပြီးတော့ ozone layer ကိုပို့ပြီးတော့ပါသွားစီပြီးတော့ဘယ်လိုကော ozone hole ဆိုတဲ့ဟာကိုပုံမှုဖြစ်လာနိုင်တယ်ပေါ့ so ဒီဟာကို solution လုပ်ဖို့အတွက်ကျွန်တော်စီစဉ်တာပြီးတော့ air pollution အတွက်ကျွန်တော်ကျောင်းနေမှာ awareness live creation ပေါ့ဒီကို campaign တွေ poster တွေနဲ့လိုက်လုပ်မယ် so ဒီဟာ cost အကြတော့10သိန်းလောက်ကုန်မယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော် printing poster တွေ print ရမယ်ပြီးတော့ campaign တွေကျောင်းဒီမှာလိုက်လုပ်ရမယ်အတွက် product တွေဝယ်ရမှာအတွက်တော့10သိန်းလောက်ကုန်မယ်လို့တော့ထင်တယ်ပြီးတော့ဒီရဲ့ risk တွေကြောင့်ဒီ results နေဒါပေမဲ့results နေပြီးတော့ some schools တချို့ကျောင်းတွေက permission မပေးရင်ကျွန်တော် campaign တွေလုပ်လို့မရဘူးပြီးတော့ poster တွေ live ပေးတဲ့အချိန်မှာ risk တွေကျွန်တော်ပုံမကြရပြီးတော့သူတို့စီတက်ရောက်ဖို့ကြာတယ်ပေါ့ပြီးတော့ diet benefits တွေကြတော့ air pollution တက်လာဖို့air pollution ရောကြစေပြီးတော့ public health နဲ့ physical health ကိုပို့ပြီးတော့တိုးတက်စေပါဆိုတော့ awareness ကဘာအတွက်လုပ်မှာလဲဆိုတော့ encouraging to walk ပြီးတော့ cycling and carpooling တွေကိုပုံမ awareness လုပ်မှာဆိုတော့ physical health ကိုလည်းပို့ပြီးတော့ benefits လုပ်တယ်ပြီးတော့ဒီ tactic ကကြောင့် awareness ခံဖို့အတွက် regular စနစ်တစ်ခုဖြစ်တယ်ပေါ့ so time frame ကစီစဉ်ဖို့အတွက်develop သုံးတယ်ပြီးတော့ a complete test ဖြစ်ဖို့လည်း develop ကြတယ်ဆိုတော့ဒီ air pollution အတွက် campaign ကကြောင့်I think it will take about 2 weeks နှစ်ပတ်လောက်ကြာမယ်ပြီးတော့နောက်ထပ် campaign နောက်ထပ် solution တစ်ခုက water pollution အနေနဲ့ပေါ့ဒီအားကြောင့်ဘယ်လိုလုပ်မလဲဆိုတော့ဒီရန်ကုန်မြို့မှာရှိတဲ့ညောင်းနေချောင်းနေကြားထဲမှာရှိတဲ့အမိုက်တွေကို community members တွေကို organize လုပ်ပြီးတော့ရှင်းလင်းမယ်ပေါ့ဒီအားကြောင့်ပြီးတော့အဲ့ရလာတဲ့ waste တွေကိုproper technique နဲ့ dispose လုပ်မယ် so ဒီကောင်ရဲ့ cost ကြောင့်30လောက်ပုံမယ်ဘာလို့လဲဆိုတော့အဲ့ dispose တေချာလုပ်ဖို့အတွက်ရပြီးတော့အဲ့ဒီအမိုက်တွေရှင်းဖို့အတွက် equipment တွေ products တွေဝယ်ဖို့အတွက်လည်းဈေးကကုန်ကျဈေးရှိတယ်ပြီးတော့ volunteer နဲ့လည်း labor cost လည်းရှိရဆိုတော့အဲ့ဒီအတွက်တွက်ထားတော့30လောက်ကုန်မယ်ဒါပေမဲ့ risk ကြီးကြတော့pollution တွေကအဲ့ဒီကိုယ့်ရဲ့ habit တွေမ change လို့ရှိရင် pollution ကဘယ်လောက်ရှိချင်းပြန်ပေါ်လာနိုင်တယ်ပေါ့ပြီးတော့impact က limited ဖြစ်တယ်ဘာလို့ဆိုတော့တချို့လူတွေကနားမလည်ရင်သူတို့ပြန်ပြစ်မှာပဲဆိုတော့ပြီးတော့ people volunteer မရှိရလည်းဖြစ်နိုင်တယ်ဆိုတော့ it can cause these effects ပြီးတော့ benefits ကကြတော့ drainage system တွေ clear သွားမယ် clear ဖြစ်သွားတဲ့အချိန်ကျရင်ဒီဥမာတချို့ရန်ကုန်တွင်းကမြောင်းနေဆိုရင်အမိုက်တွေပေးပြီးတော့နန်းတယ်နန်းအချိန်တိုင်း CD ကိုအဲ့ဒီCD ကိုလေအမြင်မကောင်းစီပြီးတော့အနက်တက်လည်းမကောင်းစီတော့ tourist attraction တွေပါနေကြောကြရတယ်ပြီးတော့ဒီအမိုက်တွေများတဲ့အချိန်မှာအဲ့ bacteria တွေ disease တွေကပိုဖြစ်လာတယ်ဖြစ်လာတဲ့အချိန်မှာဒီအမိုက်တွေမရှိရတဲ့အချိန်ကျရင် disease ဖြစ်တဲ့ယောဂတွေလည်းပိုရော့သွားနိုင်ပြီးတော့protect and clean areas around Yangon ဆိုတော့အဲ့ areas တွေနားမှာ disease တွေမရှိတော့လူတွေနေရဲ့အတွက်ပုံမ safe ဖြစ်တယ်ဒီ time frame ကိုကြာတယ်equipment တွေ volunteer တွေစုဖို့လေ develop ချိန်ယူရတယ်ပြီးတော့ complete test ရဖို့ဆိုရင်လည်း2ပတ်လောက်ချိန်ယူရတယ်ဆိုတော့ဒီရန်ကုန်ထဲမှာရှိရဲ့same ချောင်းနေမြောင်းနေချောင်းကတေးရှာရှာရှင်းလင်းလုပ်နိုင်တယ်လို့ထင်တယ်။ so this is ဒါကတော့ကျွန်တော်ရဲ့ action plan ပေါ့ so ဒီယာယူဦးလုပ်ရဲ့ group members ရ Emily ရ Christine ရ Zhu ရရာဇာရပြီးတော့ကျွန်တော်ပုံပြဆက်ကျေးဇူးပါ So why you choose air and water? air and water pollution ပါဆိုတော့ဒီက most people ဒီဟာကို high topic ဖြစ်တယ်ပေါ့တော်တော်များဒီဟာ global warming နဲ့ climate change ပါအဓိက main causes တွေဖြစ်တော့air pollution and water pollution So why don't you want to focus on only one topic? air and water pollution အခုတော့လည်း So which is more important? I think both are equally important. Okay. Another one medium, no? Who are stakeholder ဘယ်လိုနားလဲပြန်ပြီ
issue နဲ့သက်ဆိုင်တဲ့ဒီ issue ကိုဖြေရှင်းဖို့ဒီနဲ့သက်ဆိုင်တယ် issue ကိုဖြေရှင်းဖို့သက်ဆိုင်တဲ့လူဆိုတာမှန်လား stakeholder ကိုရတယ်ရဲပြောလို့ရတယ် Someone with an interest in that issue. Someone that has an interest in solving the case. အခုနဒီချက်ကြားလိုက်တာလေဒါအားလုံးအတွက်လွဲသွားမှာဆိုလို့ပါဒီချက် GB ဒီချက်ဆိုတော့နည်းနည်းလေးရှာရှည်ခြင်းရှင်လို့လေ stakeholders ကyeah who is interested someone who is interested in the issue and also it can involve to solve this problem and also who might have authority to do it maybe government right so တော့အဲ့ဒီဟာတွေအကုန်လုံးကမှန်တယ်တားခုနပြောသွားတာလေးကနည်းနည်းလိုရတယ် ဟုတ် you know သူဒိဗယ်တစ်မျိုးပါသွားတယ်တားခုနပြောလိုက်တာ stakeholder ဒီလဲ effect ဖြစ်စေနိုင်တယ်ဆိုပြီးတော့ဒီ effect တွေကသူတို့ကဖြစ်စေနိုင်တယ်လို့တားပြောလိုက်တာမဟုတ်ဘူးအမှန်တော့သူတို့ကဒီ effect တွေကိုဝိုင်းရှင်းကြမှာ ဟုတ် သိလားအတိပ္ပယ်အဲ့လိုနည်းနည်းလွဲသွားတာအဲ့ဒါကိုပြောတာနော် effect ကသူတို့ကိုသွားထိတာမဟုတ်ဘူးသူတို့ကဒါကိုရှင်းပေးမှာ okay နော်အဲ့လိုလို့ဒီချက်ထင်လိုက်တာပဲဟုတ်လားနော်အဲ့ဒါလေးဒီချက်ကြားလိုက်လို့အဲ့ဒါလေးမှားသွားမှဆိုလို့ပါနောက်ပြီးတော့တခြားလေးဒီမှာ action plan လုပ်တဲ့အခါကျတော့နှစ်ပတ်ထားပါတော့ air pollution အတွက်နှစ်ပတ်ကဒီပို့ဆောင်ဝင်ပြီးတဲ့အချိန်တွေပါအထိနှစ်ပတ်ယူတာ ဟုတ် water လည်းအဲ့တိုင်းပဲ ဘာရဲက plan ဘောတက်တာပြီးတော့အကောင်လုံး complete လုပ်ရနှစ်ပတ် total 3ပတ်ဘာရဲ3ပတ် air pollution နှစ်ပတ် အဲ့ဒါဆိုဒီချက်မေးဘူး air pollution ဘာဖြစ်လို့ school မှာပဲလုပ်မယ်လို့ယူလိုက်တာ school ကလူကြီးဒါ school ရဲ့မှာကိုထွယ်လေးလိုက်တာ အေးလေဟုတ်တယ်ဒါပေမဲ့ကျောင်း ကျောင်းအဓိကလို့ community ကကျောင်းကိုယူလိုက်တာ ဟုတ် campaign စီကကျောင်းကကျွန်တော်အဲ့လူငယ်ရောက်ဒီအရာတွေအတွက်ပို့ပြီးတော့နားလေစီချိုးတယ် လူငယ်တွေက လူငယ်တွေကိုပို့ပြီးနားလေစီ ကျောင်းကလူငယ်တွေနဲ့လုပ်ဖို့မှာဒါပေမဲ့ air pollution ရဲ့ project ဟာကကျောင်းမှာဒီနှစ်ပတ်ကလုပ်ကျောင်းအတွက်လုပ်ဖို့ကျောင်းအတွက်လုပ်ဖို့ ကျောင်းတွေ တခြား community ထက်စာရင်ကျောင်းက air pollution ပိုအရေးကြီးနေရတယ်။အဲ့ဒါအရေးကြီးတဲ့ community တွေရှိအောင်မှထင်တယ်။ကျောင်းတက်တာ ရှိရောရှိရဲပတ်တွေထဲမှာကံအားဖြင့်ဒီကြီးတွေသွားပြီးတော့လုပ်တဲ့သူတို့တရားလုပ်တဲ့ထင်နေတယ်ပြီးတော့တချို့လူတွေကဒါတွေကသူနဲ့မသက်ဆိုင်ဒါသူလုပ်တာမဟုတ်ဘူးဒါတဘာဝနဲ့ထင်နေတာအဲ့လိုမျိုးကန်ကန်တိုက်တဲ့လူတွေလည်းရှိတယ်။ကျောင်းမှာကြတော့ဒီလူငယ်ပုံစံစဉ်းစားတဲ့လူတွေဒါကိုပြောရင်သူကနားတဲ့သဘောပေါက်နေတယ်ထင်လို့ကျောင်းကိုပြီးလိုက်တာ အဲ့ဆိုရင်လေသမီးတို့ဟိုintroduce လုပ်တဲ့အားလေ topic teacher ပြောတာ specific ဖြစ်လာအောင်ဝင်မော့နော် okay teacher တို့နားလည်ထားတာ community action plan အဲ့ဒါ teacher မေသူကအဲ့ဒါကြောင့်နေလိုက်တာ community action plan ဆို community က your all society တွေအများကြီးပါတယ်ပါတာဖြစ်တဲ့အတွက်team က community but we only focus on school is one of part of the community but this is the first step and the other step you can go into the community သမီးအဲ့လိုလေး link သွားမယ် community သမီးတို့ဒီလိုသာလုပ်စေချင် school အတွက်ပဲတခါလေး topic ပေးလိုက်မှာပေါ့သမီးတို့က any topic you can choose ဆိုလို့ရှိရင် community နဲ့ချိတ်လို့ရအောင် link လေးတစ်ခုထည့်ပေးလိုက်ပိုရှင်းတာပေါ့နော်အဲ့ဒါကြောင့် teacher တို့ကအဲ့ဒါကိုပြောချင်တာ air pollution က school ကိုပဲ focus လုပ်မယ် water ကျတော့ community တွေကိုတန်းသွားလိုက်သမီးလိုစဉ်းစားမယ်ဆို water ပို challenge ဖြစ်တယ်ဟုတ်လားအမိုက်တွေရှင်းရမယ်ဆိုရင်စီပင်မပါဘဲနဲ့သမီးတို့လုပ်လို့မရဘူးဟုတ်လားစီပင်ကိုတင်စာတင်ဖို့ဆိုရင်ရက်ွက်ပါလို့မပါလို့မရဘူးအဲ့တော့အဲ့ဒီဟာက water pollution အတွက်လုံးမဲ့ action plan ကအကြီးဖြစ်နေတယ်နှစ်ပတ်သုံးပတ်နဲ့မရဘူးတကယ်တမ်း real world မှာဆိုရင်ဒီဟာကြီးစာတင်တာနဲ့တင်နှစ်ပတ်သုံးပတ်လောက်ကြာနိုင်တယ်ပြီးရင်တကယ်လုပ်ဖို့လူတွေချပေးရမယ်အဲ့ဒါကြီးအများကြီးလိုတယ်ပေါ့နော်အဲ့တော့ဒီချက်ပြောတာ action ဆိုရင် possible action ဒီချက်အမြဲပြောတဲ့ဟာလေ possible action ဖြစ်နိုင်တဲ့ဟာအများကြီးစဉ်းစားလို့ရတယ်ပေါ့နော်ရပါလေတခြားဟာတွေဆက်ပြောနေတာဒါအခွင့်မရှိတော့ဘူး Now back share.
ကောင်းတဲ့ဟာအရင်ကဖြစ်တယ်ပေါ့နော်အဓိကလေ root of problem ကိုဒီဘာကြောင့်ဖြစ်တယ်ဘယ်လို causes ဖြစ်တယ်ဆိုတော့ကောင်းပြောရတယ်တေချာပြောရတယ်ပေါ့နော်ပြီးတော့ဘယ်လိုမျိုး impact မကောင်းတဲ့ impact တွေ effect တွေရနေလဲဆိုတော့ပြောရတယ်နောက်တစ်ခုက solution က realistic ဖြစ်ဖို့ဆိုတာကကျွန်တော်ဒီလိုပြောသလိုပဲပေါ့နော်ဒီလိုမျိုး water pollution တွေထားရဆိုလို့ရှိရင်စာရီတင်ရတယ် air pollution ဆိုတာလေကျမတို့ဒီ community မှာကြောက်တော့လို့ air pollution ဖြစ်နေတာမဟုတ်ဘူးရက်ကွက်တွေနဲ့ဒီဒါကိုကတကယ် impact ကိုထမ်းတော့ဖြစ်ချင်တယ်လို့ရှိရင်ရက်ကွက်တွေနဲ့ဒီကိုကသွားပြီးတော့လူကြီးတွေနဲ့စကားပြောအောင်ပေါ့ဒါမှတကယ်ကိုကလိုအပ်တဲ့နေရာစီရောက်မှာအမတို့ကျောင်းမှာ international school တွေကိုပဲကိုကလိုက်ပြီးတော့ awareness ထပ်ဖြတ်မယ်ဆိုရင်အမတို့ဖြစ်ပြီးသားဟိုဒီလောင်းတာနဲ့တူတူပဲပေါ့နော်အဲ့တော့တကယ်လိုအပ်တဲ့အရာတွေလိုအပ်တဲ့မြို့တွေလိုအပ်တဲ့နေရာတွေဘက်ကိုသွားပြီးတော့ air pollution ဘက်ကိုကဒါလိုပြောတင်တယ်ပေါ့နော် budget ကတော့10သိန်းဆိုတာအဲ့လိုမျိုးလုပ်ခဲ့မယ်ဆိုတော့ budget 10သိန်းဆိုတာလည်း10သိန်းလို့သိနေဆိုတော့အမှန်တိုင်းပြောရင်မလောက်ဘူးပေါ့နော်မလောက်နောက်တစ်ခုကကျတော့ water pollution မှာကကိုက water pollution ဆိုလို့ရှိရင်အမိုက်တွေပါတိန်းတဲ့အချိန်မှာအမတို့စီမံတချို့လို့ပဲစီမံနဲ့ collaborate လုပ်ရမယ်။အဲ့ဒါအပြင် water pollution ဒီအမိုက်တိန်းမှာဖြစ်တဲ့ကြောင့်လို့ government မှာပါလာ။ government ကအမတို့အစိုးရကိုယ်တိုင်ပါတာမဟုတ်ဘူး။အမတို့ဒီမြို့ပိုတိန်းမဲ့ပိုအမိုက်ကောက်မဲ့မြို့နယ်တွေလိုမယ်။ထောက်ခံချက်တွေလိုမယ်။အဲ့ဒါကြောင့်မလို့2 weeks 3 weeks ကမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့အမားအနေနဲ့ suggest လုပ်တာအကဲဒီလိုမျိုးကိုက action plan လုပ်မယ်ဆိုပြီးအရှိမ inspire လုပ်တဲ့ဟို copy လုပ်ဖို့ဆိုတာလည်း inspire လုပ်ဖို့အတွက် project ရှိတင်တယ်ဥပမာအမားအဖို့မှတ်မိသလောက်ဆိုရင် air pollution အတွက်အရင်တော့ကအဲ့ city shaper ဆိုတဲ့အဖွဲ့က sticker လေးတွေလမ်းလျှောက်ပြီးတော့ bus ကားတွေစီးမဲ့စားလမ်းလျှောက်ပြီးတော့ sticker ရှာတဲ့ sticker campaign လေးတွေလုပ်သွားတာလူငယ်တွေကြီးပဲလုပ်သွားတယ်နောက် water pollution ဆိုရင်အမားတို့2018တော့ clean and go plan ရပေါ့အဖွဲ့အစည်းကနေပြီးတော့အမိုက်တွေအကုန်စုပြီးကောက်ကြတာပေါ့နော်အဲ့လိုမျိုးတွေလုပ်သွားတယ်အဲ့လို project inspiration ရှိထားဖို့လိုတယ်အဲ့ဒါဆိုကိုကပို့ပြီးတော့ solution ကို realistically လုပ်နိုင်တယ်အရှိမလည်းဒီဟာကို solve လုပ်သွားတဲ့senior ရှိလို့ပေါ့နော်နောက်တစ်ခုကကြတော့ cycling တွေ walking တွေဒါတွေကိုလည်းအရင်အားပေးရ encourage လုပ်တယ်မြန်မာနိုင်ငံမှာအရင်ခေတ်တုန်းကအရင်ရှိရပေါ့နော်အခုကတော့တော်တော်ကြီးနည်းသွားပြီနောက်တစ်ခုက impact ကိုဖြစ်ဖို့ဆိုလို့ရှိရင်အမတို့ air pollution တို့ water pollution တို့ဒီ problem တွေဒီဇက်တိုက် consistently ပြည်သူကို encourage ကိုယ့်ရဲ့ stakeholders ကိုယ့်ရဲ့ stakeholder တွေကိုယ်တိုင်အားစဒီလူတွေကို community ကိုဇက်တိုက် encourage လုပ်ပေးရမှာပေါ့နော် consistently ဘာဖြစ်လဲဆိုတော့ဒီ water pollution တို့ air pollution တို့ဆိုတာတစ်ခေါက်တည်းလုပ်လိုက်တာနဲ့ပြီးတဲ့ project မျိုးမဟုတ်ဘူးအဲ့အတွက်ကြောင့်မလို့အမတို့ရဲ့ဇက်တိုက်ဥပမာ cycling တို့ walking တို့ဆိုရင်လည်းတစ်လတစ်ခါနှစ်လတစ်ခါဆိုတော့နည်းနည်းများချင်များအောင်အဲ့လိုမျိုး6လတစ်ခါ campaign တွေလုပ်ဖို့လိုတယ်ပေါ့နော်ဒါတကယ် community ကို impactful ဖြစ်စေခြင်းအဲ့ဒါမှလူတွေကပို့ပြီးတော့တည်လာမှာပေါ့နော်အမတို့လူတွေကကိုနဲ့ခဏထိတွေ့လာတဲ့အရာဆိုလို့ရှိရင်အမတို့တွေကနေသားကြဝါတာမျိုးတွေရှိတယ်အဲ့အတွက်ကြောင့်မို့အမတို့ကဒီ air pollution water pollution ကိုအမတို့ green side ကိုကာကွယ်ဖို့ထပ်ပြီးတော့မဖြစ်အောင်နေဖို့ဆိုရင်အမတို့အနေနဲ့ consistently လုပ်ဖို့အတွက် initiative plan တွေမှာလုပ်ရပေါ့နော် realistic မှာတော့နောက်တစ်ခုကကျတော့marketing ကိုဘယ်လိုလုပ်မှာလဲဒါအမတို့ non profit project community ကလုပ်တဲ့ project ဆိုတော့အမတို့တွေက digitally marketing လုပ်မှာလားဘယ်လိုလုပ်မှာလဲ organization ထောင်မှာလားမဟုတ်လို့ရှိရင် youth initiative အနေနဲ့ပဲ freelance လုပ်ကြမှာလားဘယ် organization နဲ့ collaborate လုပ်မှာလဲဒီမှာလိုတယ်ပေါ့နော် marketing ဆိုတာအရင်ပြောရရင်အရင်အရေးကြီးတယ် marketing ဆိုတာအဲ့လို promote လုပ်တာမျိုးပေါ့နော်ဒီ cycling ဆိုလို့ရှိရင်လည်းဒီ sign ကအပြင်မှာပတ်ပြီးစီးနေတဲ့ spring စီးရဲ့ဒီနေ့ I'm sorry မေ့သွားလို့အဲ့ခေါ်ပေါ့သူတို့တွေနဲ့ collaborate လုပ်တာမျိုးတွေအဲ့ဆို promotion တွေကပို့ပြီး awareness ဖြစ်ပြီးလာစီးကြတယ်လမ်းတွေလာလျှောက်ကြတာမျိုးရှိရဲပေါ့နော် influencer တွေနဲ့လာအဲ့လိုမျိုး educational content တွေမျှဝေနေတဲ့သူတွေလားဒါမျိုးတွေနဲ့လည်းကိုက marketing တွေချလုပ်နိုင်ဖို့လိုတယ်အဲ့ဒါမှ marketing လုံးမှအမားတို့လူများစီရောက်မှာပေါ့နော်100လောက်စီကိုကိုကရောက်တော့မှကိုစီကိုအယောက်20 30လောက်ကလာမှာပေါ့နော်နောက်တစ်ခုကကြောင့် stakeholder analysis တွေနည်းနည်းလေးရောလိုရပေါ့နော်နောက်ဆုံးတစ်ခုက volunteer organize လုပ်တဲ့အချိန်မှာတကယ် project timeline ဒီအမားတို့ဟိုဆက်စားဒီ pitching ကစပြီးတော့အမားတို့ project ပြီးသွားတဲ့အချိန်မှာ financial တွေပြန်ပြီးတော့ report လုပ်တဲ့ကိစ္စတွေအချိန်အကုန်ဆွဲရတာအဲ့တော့2 weeks 1 week ဆိုတာနည်းနည်းတယ်ပေါ့နော်အဲ့တော့ financial ကိုဘယ်နေရာမှာဘယ်လိုသုံးလိုက်ပါရဲဆိုတဲ့ဟာတွေဒီ volunteer ရရှိရမှာဒါကိုကပြန်ပြီးတော့လိုအပ်လို့ရှိရင်ပြန်ပြီး financial report တွေကိုကဥပမာ crowdfunding နဲ့လုပ်တာလို့ဆိုရင် financial report တွေပြန်ပြီးတော့ပို့ဖို့လိုတယ်ပြန်တင်ဖို့လိုတယ် transparent ဖြစ်ဖို့လိုတယ်ပေါ့နော်ဘယ်နေရာမှာဘယ် budget သုံးလိုက်ပါဆိုပြီးတော့ရှိထားဖို့လိုတယ်အဲ့တော့ post project plan ကိုကဆွဲထားရမယ်နော် get plan မှာဆိုတော့ overall အရင်လိုက်ပါတယ်ဒီစတော့
So yeah, let's get started. Okay, so our project got saving the world, so we are trying to be like it, no? That meant our topic got deforestation or topic we have it. But this well, deforestation got deforestation got the penny quota, humans do it on a bono, collusion, the penny I'm sure, forest it goes on wire, deforestation of carbon. ပြီးလို့ရှိရင် trees ကဘာဖြစ်လို့ important ဖြစ်လဲဆိုတော့သူတို့ကhumans တွေရှူဖို့ oxygen ပေးရပေါ့နော်သူတို့က carbon dioxide အပြန်ဟာယူပြီးတော့ oxygen ထုတ်တယ်ပြီးလို့ရှိရင်forest တွေမှာဘာနေလဲဆိုတော့ animals တွေနေတယ်ပြီးရင်သူတို့ထဲမှာကိုယ့်ဘက်ကို ecosystem ရှိရပေါ့နော်ဒီ wildlife တွေက forest တွေမှာပဲနေရအဲ city ထဲမှာမနေရ animals တွေအကုန်ရှိတယ်ပြီးတော့ဒီမှာ root causes ပေါ့နော်ဒီ deforestation ကဘာဖြစ်လို့ဖြစ်လဲဆိုတော့ human activities ပေါ့နော် humans တွေကတစ်ပင်တွေကိုသုံးတာဘယ်လိုသုံးလဲဆိုတော့မီးရှို့ရင်သုံးတယ်ပြီးလို့ရှိရင် furniture သုံးရင်သုံးတယ် fuel အတွက်သုံးတယ် farming building building ကဘာ build လုပ်လဲဆိုတော့ roads တွေရယ်ပြီးရင် money ကိုလည်းခက်တယ်လို့ရတယ်ပေါ့နော်ဒီ wood တွေရောင်းပြီးတော့now check off which is climate change. Climate change pollution, the weather got pula bono. Pure chain the penia the Buddha net to but there died or forest fire can bono. Climate change is also a big part. Climate change was caused by what causes climate change. So climate change is also caused by humans. If you use electricity down there, you should carbon emission in climate change in the bono. Deforestation or kilobaria affected people. Deforestation mainly affected the environment. The environment animals and near the forest solution to produce of the vegetation vegetation is important because in our local community local community the tiny is also a loss for the economy. We are near animals and animals Nevo and let us see why being through by the thing I want a bit of Mila idea. And then the Mila ocean there will be a lot of carbon dioxide produced, which is harmful for humans. And nominated bono. Tanya might the gas the Domyaro, a Tanya your humans do a hoka harmful canine. Shudo solution difficulty in so yoga are bono. The real life example, deforestation pollution, the fire sorry, the Amazon rainforest market Indonesia so it happens all over the world, doesn't matter which place it is. So our solution, this is our solution. So let's take an example. In the area forest fire so I'll go up below this identify and locate areas. The forest fire areas for looking below share the below kill wireless again understand here man. And then we have to educate the community. Effective QR community buzz out the forest fire kill wire, buzz out the sea wireless in your yard. Below share the project got tuition chow yado is that high because we have a lot of forests. But the money my balance planning assessment identify the area below your restore local we have planning and then we have to prepare action for the plan prepare day tomorrow community awareness community global plan plan aware in the tree planting the many sign the whole forest will like to be thriving we have to like make a lot of different types of plants. Tree planting is something in day 4 and 5 got the penny G to our grow maintenance will be on there.
ပြီးရင် day 6က monitoring and sustainability day 6ကကြာရင်နောက်ဆုံးနေ့ပေါ့နော်နောက်ဆုံးနေ့ဆိုတော့ဒီအရှိရလုပ်ထားတဲ့work တွေကိုပြန်ကြည့်ရမယ်ပေါ့နော်ဘယ်လို maintain လုပ်ရမယ် sustain လုပ်ရမယ်ပြီးလို့ရှိရင်အိမ်မှာနေတဲ့လူတွေကိုtake care လုပ်ဖို့ပေါ့နော်ပြောရမယ်ပြီးရင် deforestation ကပြန်ရှင်းရတယ် Yeah, the truth is the environmental problems you but think now which can be the cause of deforestation. So there will be a one of it, no? So we are this is like the budget summary. Budget summary are actually tree planting are should they now being cleaner materials that leading awareness materials that nothing. Awareness materials got budget is raw. The planning ပဲလုပ်ပေးမှာမဟုတ်ဘူးပေါ့နော်။ poster တွေလုပ်မယ် sticker တွေလုပ်မယ်ပေါ့နော်။အဲ့လို merge လုပ်မယ်လို့မှာ။ဘာဖြစ်လို့လုပ်လဲဆိုတော့ awareness bring လို့ပေါ့နော်။ sticker တွေကိုအကုန်လုပ်ပေးမယ်။ပြီးရင် sticker ပေါ်မှာ QR code လေးထားမယ်။အဲ့ QR code ကို scan လုပ်လိုက်လို့ရှိရင်တွေ့တဲ့လူက scan လုပ်လို့ရတယ်နော်။အဲ့ scan လုပ်လိုက်လို့ရှိရင်deforestation အကြောင်း website ကိုခေါ်ရမယ်။အဲ့ website ပေါ်မှာdeforestation ကဘယ်လိုဖြစ်လဲဘယ်လို prevent လုပ်လို့ရလဲဆိုတော့ information တွေပို့ရှိရပေါ့နော်အားကြောင့် people လူရပို့ပြီးတော့ join လုပ်လို့ရတယ်ပြီးလို့ရှိရင် reusable items ကဒီတစ်ခါသုံးမဟုတ်ဘူးပေါ့နော်ခါပြန်သုံးလို့ရအောင် sustainable လည်းဖြစ်အောင်items တွေဝယ်ထားမယ်ပေါ့နော်ပြီးလို့ရှိရင် deforest တွေမဟုတ်တခြား forest တွေလည်းပြန်သုံးလို့ရအောင် reuse လုပ်မယ်ပေါ့နော်ဆိုတော့ထို့တော့လည်း30လို့ပဲမှတ်ထားပါတယ်နော် yeah Okay, so like this is the code. No trees mean no future. This trees is very important for like our world to be thriving. So the code got a little more mercy on my time now. So like yeah. This is our group member. She's like Winter. I'm Jessica. He's Lucas. Yeah. No. Oh no. Yeah. And yeah. That's it. deforestation ရတယ်ဗန်မီးလောင်တဲ့ဟာတစ်ခုပဲလား No, တပင်ခုတ် တမခုတ်တာရောပါလား ပါတယ်စရပြောလူရဟိုတိုင်းပိုင်းတုံလို့တပင်နေခုတ်ပါတယ်ဆို No, we need to be specific, so we just focus on specific ဒါဆိုရင်ဒီဟာဒီမှာ1 2 3 4အချက်လေးနေနဲ့သမီးဟိုဖြစ်မယ်ပေါ့နော်ဒီ cost တွေနဲ့ဟိုဖြစ်မယ်ပေါ့ကြိုပြီးတော့ prevention နေနဲ့ရောဗာစဉ်းစားထားတယ် prevention ကလူရဲ့ activity ပေါ်မှာ like I mean sorry လူရဲ့ action ပေါ်မှာ depend လုပ်တယ်ပေါ့နော်ဒီပြောလို့ပဲဒီတပင်နေမခုတ်ဆိုလို့ရှိရင်မဖြစ်နိုင်ဘူးမခုတ်အောင်ဘယ်လိုလုပ် မခုတ် မီးမလောင်အောင်ဘယ်လိုလုပ် မခုတ် ဘယ်လို prevent လုပ်မီးမလောင်အောင်ဘယ်လို prevent လုပ်ဘယ်လိုစဉ်းစားတယ်ကြိုပြီးတော့ပေါ့နော်ဒါကြောင့်မီးလောင်ပြီးတော့မှဒါတွေဒီလိုညှိနေဒီလိုဘာဖြစ်တယ်အဲ့တော့သူတို့မလုံအောင်မီးမလောင်အောင်မခုတ်အောင်ကြိုပြီးတော့မလုံအောင်ဘယ်လို prevention လုပ်အဲ့ဒါ educate လုပ်အောင်ပါပေါ့နော်awareness poster ပေါ်မှာကြိုပြင်ရမယ်ထင်တယ်ဒီ project ကလေအဲ့ဒါကြောင့်ကြိုပြီး prevention ရှိရမယ်ထင်တယ်အဲ့ဒါကြောင့်ဘယ်လို prevention တွေနဲ့ကောက်ပါ prevention. Like in school, we can actually in school no, like everyone for everyone. Like, in school မှာတော့တက်တယ်မရှိ for everyone, like they know like cutting down trees is bad, but they still like do it. So like to come up with a solution, like we have like a website, right? So like we want everyone to like read those things and stuff like this. Government ဥပဒေထောက်ခံလို့ခေါ်လို့ရှို့လို့ထုတ်ပြီးဆိုင်တယ် ဟိုကလေဆိုဒီဟာလေးမရှင်းတာ action plan ကဘယ်အတွက်လုပ်ထားတဲ့ action နီလောင် ဒီလောက်ပြီးမှလုပ်တယ်အဲ့ဒါဆိုရင် forest fire ကိုပဲ focus လုပ်ထားတာ
forest fire ကအကယ်၍များပေါ့။မဒီနဲ့ဒီမြန်မာပြည်အနေနဲ့ပဲကြည့်ပါအောင် deforestation ဆိုတဲ့ခေါင်းစဉ်ကworldwide ဖြစ်သွားပြီနော်။အဲ့တော့ဘယ်လိုနေရာကို focus လုပ်ရမလဲပေါ့။မြန်မာနိုင်ငံကိုပဲစဉ်းစားကြည့်လိုက်ပေါ့။မြန်မာနိုင်ငံမှာ deforestation အများဆုံးပဲနေရာမှာဖြစ်အလဲပိုင်းလားအေးဆုံးဆုံးထပ်ပိုင်းလားအလဲပိုင်းလားအောက်ပိုင်းလားမြန်မာပြည်မြေပုံတော့သိတယ်ထပ်ပိုင်းသိလားမြန်မာပြည်မြေပုံသိတယ်ထပ်ပိုင်းလဲပိုင်းအောက်ပိုင်းဘယ်ပိုင်းနေမှာများဆိုဒီပေါ်တယ်ဟုတ်ပါဘူးကရင်တော့ပါ I don't know what to say. ဟုတ် လည်းနဲ့အောင်ချင် You share it. အေးတဲ့နေရာဖြစ်လားပူတဲ့နေရာဖြစ်လား Oh, I'm just married to the winner. လည်းနဲ့အောင်ချင် Ale, ao mo ho, ao mo. Ale, ne, ale. လည်းနဲ့အောင်ချင် ဟုတ်ပြီဆိုရင်ရှမ်းဟုတ်ပြီဟုတ်ပါပြီပထဝီတွေမစစ်ပါဘူးအခုပြောချင်တာလေ deforestation ကို focus လုပ်မယ်ဟုတ်ပြီအဲ့တော့တစ်တော်ကြီးပြုံးပြီးတယ်ပေါ့ကွာကဲဘယ်နားမှာပြုံးပြီးနေရလဲလို့ဆိုရင်မျက်စိရှေ့ထဲမှာဘာကိုအရင်မြင်လိုက်လဲဟိုကိုယ်နိုင်ငံထဲမှာတခီးသွားခဲ့တဲ့လူတွေကြီးပဲအဲ့ deforestation ဆိုဘယ်နေရာကိုအရင်စမြင်လိုက်လဲမဟုတ်ဘူးကိုသွားတဲ့ခရီးသွားတဲ့နေရာပေါ့ဥပမာပြုံးနဲ့သွားလိုက်တယ်ဒါမှမဟုတ်ရင်လည်းကရင်ပြည်နယ်သွားလိုက်တယ်အဲ့ဒါမျိုး deforestation ဖြစ်နေတယ်တစ်တော်ကြီးပြုံးတင်းနေပါတယ်လို့မျက်လုံးထဲမှာဘယ်နေရာကိုရင်မြင်လိုက်လဲပါလေဆရာပြောတယ်မော်လမြိုင်ပြောမော်လမြိုင်သွားတော့ကသူတစ်တော်ပြုံးတီးတာကိုမြင်ခဲ့တယ်ဘယ်နေရာမှာလဲအဲ့ဒီတဝိုက်ရဲ့တောင်တုံးတောင်တန်းနေမှာလားမြစ်ဘေးမှာလားတစ်တော်ဆိုတာတောင်ကြီးဘက်မှာဟုတ်ပြီအဲ့တော့တစ်တော်တွေကအများကြီးရှိတယ်တစ်တော်တွေအများကြီးရှိတော့တီချာတို့ဆိုလို့ရှိရင်ဒီကရှမ်းပြည်မှာနေတော့ရှမ်းပြည်မှာငယ်ငယ်တုန်းကရှမ်းပြည်မှာနေတာနဲ့အခုကြီးလာပြီးတော့ရှမ်းပြည်ကိုပြန်ရောက်သွားတော့အရန်กว่าပါပဲဟုတ်ပြီအဲ့ဒါဆိုရင်တောင်တွေကတောင်ကရုံးဖြစ်နေတယ်အဲ့ဒါဆိုရင်တောင်ကရုံးလို့ခေါ်တယ်တောင်ကရုံးဒီချာတို့ငယ်ငယ်တွေတုန်းကတောင်ကရုံးမှာတက်ပင်သွားဆိုင်ရင်ဆောင်းပုတ်လေးတစ်ခုနဲ့သွားဆိုင်ရတယ်ငယ်တုန်းကတောင်ကရုံးကိုရောင်ထုံးမယ်ဆိုပြီးတော့တစ်ပင်တွေကိုပြန်ဆိုင်မယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါဘာလဲဆိုတော့ဒါ project အနေနဲ့သာလုပ်တာတကယ်တမ်းကျတော့ conservation မရှိဘူး maintenance မရှိတော့တစ်ပင်ဆိုင်ပြီးရင်ထားခဲ့လိုက်တာအဲ့တော့အများတန်း तू ကတက်မလာတဲ့ပဲကျူးစုမဲ့လူမရှိဘူးစောင်းရှောင်းမဲ့လူမရှိဘူးပြိုးထောင်မဲ့လူမရှိဘူးပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့ပြုံးပြီးလာတယ်အခုဒီချက်ဘာလို့မေးတာလဲဆိုတော့ဒါကကောင်းတဲ့ action plan ဖြစ်တဲ့အတွက်အခုတကယ်တမ်းချလုပ်တော့မယ်ဆိုလို့ရှင်ဘယ်နေရာကိုရင်စသွားမလဲဟုတ်တယ်နော် action plan reality ဖြစ်ရမယ် possible action ဖြစ်ရမယ်အဲ့ဆိုဘယ်နေရာကိုစသွားမလဲစသွားလို့ okay တောင်ကြီးမှာမော်လမြိုင်မှာအမ်မှာเนาะအဲ့လိုမျိုးပြောရဲဆိုအဲ့လိုနေရာမှာကဲ forest fire ဖြစ်နေပြီတဲ့အဲ့နေရာကြမှာပြေးကြပြေးပြီးတော့ဒီညာလူတွေကိုသွားပြောတော့အမှတောင်တစ်လုံးလုံးကုံတော့မှသူကလာပြီးတော့ဆိုတော့အဲ့လိုပြောမှာပေါ့ဟုတ်တယ်မလားအဲ့တော့နောက်တစ်ခုကဒါကြီးကအရန်ကျယ်တယ်လေ saving the world ပြီးတော့ you focus on deforestation ဆိုတော့ specific area ကိုသမီးတို့ပြင်စဉ်းစားတင်တယ်ပေါ့နော် specific area ဘယ်လိုနေရာမှာ project ကိုတည်မလဲပေါ့ဘာလို့လဲဆိုတော့ action plan စလုပ်ပြီးဆိုရင်ဟာတကယ် real world problem ဖြစ်နေတဲ့နေရာကို focus လုပ်ဖြစ်နေတဲ့နေရာကို focus လုပ်ပြီးတော့အဲ့နေရာမှာဘာကြောင့်ဖြစ်တယ်ဘလို့ကြောင့်ဖြစ်တယ်ဘလို့လုပ်ရင်ဒီနေရာလူတွေသမီးတို့ပြောတဲ့ awareness ပေါ့ public awareness ကိုလုပ်လို့ရတဲ့လူတွေလားဆိုတာအရင်ကွင်းစင်းရအောင်ဟုတ်တယ်မလားသူတို့ကချင်းခုတ်မီးမွေးမိုးချိုးမြစ်ချိုးအဲ့လိုနေရာတွေကလူတွေကတော့သူတို့ကကုန်ပြီဆိုရင်နောက်တော့ပြောင်းမှာဒီနေရာကုန်ပြီလားနောက်တော့ပြောင်းမှာသူတို့ educate လုပ်ဖို့လာမပြောနဲ့သမီးတို့ပြန်လာရမှာပေါ့အဲ့နေရာမှာနေခဲ့ရအဲ့တော့တချို့နေရာတွေမှာဟို unexpected problem တွေစဉ်းစားရတယ်ပေါ့နော်ဆိုတော့ awareness ပေးနိုင်တဲ့လူတွေရဲ့ background knowledge နော် specific area background knowledge အဲ့ဒါလေးစဉ်းစားနေတာ action plan ရေးရင်တော့ပိုကောင်းတယ်လို့ထင်တယ်နောက်တစ်ခုကဒီချက်မြေသူပြောသလိုပေါ့နော်မဖြစ်ခင်ကအဲ့နေရာကိုဒါတော့ဖြစ်နိုင်ခြေရှိနေပြီပေါ့ဥပမာတစ်ပင်100ရှင်30လောက်ကုန်နေပြီဆိုရင်ပြေးပြီးသွားပြောလို့ရတယ်အရာလုံးကုန်တော့မှပြောလို့မရဘူး
အဲ့တော့အဲ့လိုမျိုး conservation ပေါ့အဲ့ conservation plan ဆိုတော့ပိုကောင်းတယ်ပေါ့နော်ဖြစ်ပြီးမှလုပ်တဲ့ action တဲ့နောက်ပြီးတော့ area ကိုခြုံလိုက်ဖို့လိုတယ်ပေါ့နော်အဲ့ဒါလေးဆိုတော့root cause ကိုရှာထားတာအဆင်ပြေပေမဲ့ဒါကြီးကအရန်ကျယ်ပြီးတော့ general ဖြစ်နေလို့ specific ဖြစ်စေချင်တာပေါ့နော်အဲ့ဒါလေးတစ်ခုရှိရဲနောက်ပြီးတော့လေဟိုပါပေါ့ QR code လောက်တယ်ဆိုတာတော့ကောင်းတယ်ဒါပေမဲ့ QR code မှာ QR code လောက်လို့ရှိရင် information တွေဖတ်မယ်ဆိုရင်ခုပြောလိုက်တယ်လို့လေစာမဖတ်ချင်တဲ့လူတွေဆိုဘယ်လိုလုပ်ကြ ဗီဒီယိုကိုရိုက်ပြီးပြော အဲ့လိုမျိုးလေးပေါ့နော် information ဆိုဖတ်ချင်ဒီကျတော့လည်းမဖတ်ချင်ဘာရေးထားမှလည်းအဲ့တော့လူစိတ်ဝင်စားအောင် cartoon လေးတွေလုပ်မယ် podcast လေးတွေလုပ်မယ် community ခေါင်းထဲရောက်စေမယ်စကားလုံးလေးတွေအထူးသဖြင့်ပါလဲဆိုတော့ kids လေးတွေသူတို့ပါဇက်ထဲဝင်တော့လက်ကိုခဏခဏဆေးပါအချင်းတွေပါစက်တယ်မလားအဲ့ဒါမျိုး public နားတွေကိုရောက်လွယ်တဲ့ဟာမျိုးအရှင်ပြောမှာ QR အကုတ်နဲ့ဝင်သွားတယ် okay အဲ့မှာအဲ့ထဲဝင်ဒါလေးကြားရတယ်ဒါလေးမြင်ရတယ်ဆိုအဲ့ဒါမျိုးလေးစဉ်းစားကြည့်နော် ပထမဆုံးကတော့ဒီလိုမျိုးပြောသလိုပဲကြောင်းပြန်ဖြစ်နေပေါ့နော်အမမြင်မှာ rainforest ဆိုတာဒီမြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ earthquake တို့ဒီရေကြီးတဲ့ flood တို့လိုမျိုး emergency case ပေါ့ဘယ်လိုပြောရမလဲအမတို့မြန်မာနိုင်ငံဒီမန္တလေးနဲ့စကိုင်းနဲ့မန္တလေးမှာငလင်လောက်သွားတယ်အဲ့အချိန်မှာအမတို့သွားပြီးတော့စကိုင်းနဲ့မန္တလေးရတူလို့ငလင်ကဒီလိုဒါကြောင့်လှုပ်တာအဲ့ဒီတော့ကြောင့်မလို့ငလင်မလောက်အောင်ဆိုရင်အမတို့အဲ့အချိန်မှာသွားပြီးတော့ awareness သွားပေးလို့မရတော့ဘူးအဲ့တော့အမားတို့အနေနဲ့ကြိုပြီး prevent ဒီ plan ဒီ prevent လုပ်ဖို့အတွက်ဆိုရင်အရန်ဆင်ပြေရယ်အဲ့တော့အခုကဘယ်လိုဖြစ်လဲဆိုတော့ forest fire ဖြစ်ပြီးတဲ့အချိန် forest fire ဒီတောင်တစ်ခုလုံးပဲမီးလောင်သွားမှာမဟုတ်အဲ့ဘက်ဝင်းကျင်မှာရှိတဲ့လူတွေရဲ့နေအိမ်ကြီးအသက်တွေဆုံးရှုံးနိုင်ရင်ရှင်းပြောရလို့ရှိရင်ပူဆွေးနေတဲ့ကာလတစ်ခုမှာအမားတို့ကသွားပြီးတော့ဂျိုအာကုတ်လေး scan ပတ်အောင်တောက်ပြီးပေါ့နော်အဲ့တော့ဒါဟာ prevent လုပ်ဖို့အတွက်ဆိုရင်အရန်ကောင်းတဲ့ plan ဒါပေမဲ့teacher ပြောတော့ပဲ research တွေတေချာလုပ်ဖို့လိုတယ်အကယ်၍အဲ့ဒီနားမှာရှိရရွာမှာကိုယ့်ရဲ့ဒီအဲ့နားမှာရှိ economy တခုစဉ်းစားဖို့လိုတယ်။အဲ့ဒီလူတွေဒီအမားတို့ဒီ forest ကြီးကိုအမိပြုတ်ပြီးတော့ဝမ်းစာရှာနေရတဲ့လူတွေအဖိုးတွေအဖွားတွေကဒီမြန်မာလူငယ်ဆိုလို့ရှိရင်တော့ရန်ကုန်တက်တာပြီးလှုပ်ချင်လို့မယ်အဖိုးအဖွားလူမျိုးတွေဆိုလို့ရှိရင်ဒါအမားတို့တွားပြီးလုပ်လို့မရဘူး။အဲ့တော့ကြောင့်မို့လို့ဒါ prevent လုပ်ဖို့အတွက်ဆိုအရင်အဆင်ပြေတဲ့ plan ပေါ့နော်။အဲ့တော့ကိုကဘယ် forest ကိုကြည့်မှာလဲ။တကယ်တော့ forest ဆိုတာဒီမြန်မာနိုင်ငံမှာတတော်ဆိုတာဒီအကုန်နေရာတိုင်းဒီဘက်မှာရှိတယ်မရှိအရင်တော့ကတော့အခုမရှိတော့တာပဲရှိတာဒီ rain forest တွေလည်းရှိတယ်နောက်အမတို့လက်မှုတော်တွေ AR တိုင်းဘက်မှာလက်မှုတော်တွေရှိတယ်ဒီလက်မှုတော်တွေဒီလည်းအမတို့အခုချိန်မှာဆုံးရှုံးနေရတာ urbanization ဖြစ်လာတဲ့အတွက်ကြောင့်မလို့မြို့တစ်တွေတည်တဲ့အစိုးရဘက်ကစီမံကိန်းတွေချတဲ့အချိန်မှာဒီဟာကိုခုတ်ရတာလက်မှုတော်တွေဆိုတာလည်းအရင်ဒီ economic ဘယ်လိုပြောရမလဲဒီအမတို့ရဲ့ဒီလူတက်ရှိတွေအတွက် sea animal I forgot အဲ့ဒီနေတတ်တော်ပါရ yes ecosystem အတွက်အများကြီးကြီးတယ်အဲ့တော့ forest ဆိုလို့ရှိရင်ဘယ် forest ကိုကဦးစားပေးမလဲဘယ် forest ရဲ့ forest fire လဲဆိုတာဒီလိုသိဖို့လိုတယ်နောက်တစ်ခုကကျတော့ prevent လုပ်တဲ့ plan တွန်းတဲ့ဒီဟာဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့ day နဲ့ပြောမယ်ဆောင်းမှာ day 1မှာဒါလုပ်မယ် day 2မှာဒါလုပ်မယ်လို့ပြောမယ် step alike သွားတာအခုချိန်မှာပိုကောင်းတယ်ဘာလို့လဲဆိုတော့စဉ်းစားကြည့်ပေါ့နော် forest fire ဒီရက်မှာဖြစ်သွားတယ်နောက်လည်းကျတော့ညီမတို့ကသွားပြီးတော့ forest fire ရှိတဲ့နေရာမှာဖြားကြီးဖြစ်ပြီးတော့ awareness ပေးမယ်ဆိုလို့ရှိရင်ဒါလိုတိုင်းကအခုချိန်မှာအဲ့ဒီချိန်မှာ morning period ဖြစ်နေပြီအဲ့တော့အမတို့သွားပြီးတော့အဲ့လိုမျိုးလုံးလုံးမရဘူးပေါ့နော်အဲ့တော့မီးလောင်ပြီးတော့အပြင်တန်းဆက်လို့လည်းမရဘူးအမတို့မီးလောင်ပြီးတဲ့အချိန်မှာဒီမီးလောင်ထားတဲ့အညစ်အကြေးတွေအကုန်လုံးဒီ burn ဖြစ်ထားတဲ့ဟာတွေအကုန်လုံးအမတို့ဒီရှင်းစရာရှိရရှင်းရမယ်ခုတ်စရာရှိရခုတ်ရမယ်အဲ့ဒီတော့အမတို့ budget ဒီ30ဆိုတာနဲ့မလောက်30 25သိန်းနဲ့မလောက်ဒါအစိုးရပါလာမယ်အမတို့ကသွားပြီးတော့အစိုးရကိုလည်းစာမတင်ဘာမှလည်းစာမတင်နဲ့သွားဆိုင်လို့ရှိရင်အဲ့ဒါတခြားပေါ့အကုန်တစ်ဖွဲ့လုံးဖမ်းခံအောင်လားအဲ့ဒါကြောင့်မလို့ဒါစာတင်ဖို့အဲ့ဒီရဲ့ဝန်ကြီးတွေနဲ့လည်းအမတို့ကဆွေးနွေးဖို့လိုတယ်အဲ့တော့ဒါရှင်းရှင်းပြောရလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့ organization အကြီးကြီးတွေနဲ့ peer group pressure group တွေနဲ့ချိန်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါကအမှန်တကယ် scope ကအရန်ကြီးရယ်ဒီ after forest fire ဖြစ်ပြီးမှလုပ်တဲ့ scope ဆိုတော့ပုံကြီးရယ်အမတို့ before prevent လုပ်တဲ့ဟာမျိုးဆိုလို့ရှိရင်အမတို့ဒါကိုယ့်အနေနဲ့ကိုထူထားသွားပြီးတော့ awareness ဖြန့်လို့ရတယ် QR code တွေအမတို့လုပ်လို့ရတယ်ဒါပေမဲ့ after forest fire ကတော့အရင်ပို့ပြပြဿနာ serious ဖြစ်တယ်ဘာလို့ဆိုအဲ့ချိန်မှာ forest fire ဖြစ်ပြီးတဲ့ကျွန်တော် government ကဝင်လာပြီးမို့လို့ government ဆိုတာလည်းအဲ့လိုဝင်ကြီးတွေပါတယ်ပေါ့နော်အဲ့ဒီနဲ့ဆိုင်တဲ့ဝင်ကြီးတွေဝင်လာပြီးမို့လို့နောက်တစ်ခုက budget summary လုပ်ထားတာကောင်းတယ်ပေါ့နော် budget summary အမားတို့20ဒီလိုမျိုးတန်းသုံးလိုက်မယ်လို့မပြောဘဲနဲ့ဘာအတွက်ဘာသုံးမယ်ဆိုပြီးပြောတာတော့ကောင်းတယ်ဒါပေမဲ့အဲ့ budget နဲ့တကယ်မှမလောက်ဘူးပေါ့နော်အမားတို့ prepare လုပ်တာနဲ့အဲ့ budget ကပုံသွားမှာအဲ့ဒါတော့သိကြတယ်နောက်တစ်ခုကကျတော့ကျောင်းမှာ
awareness ဖြန့်မယ်လို့ပြောပါတယ်အကြောင်းမှာဘယ်သူတွေတစ်ပင်ခေါ်လို့အဲ့တော့အမားတို့တွေဒီကိုလိုတဲ့ဒီကိုရဲ့ target audience ကိုကိုကတေချာသိဖို့လိုတယ်တစ်ပင်ခုတ်တာမကောင်းဘူးဆိုပြောတယ်အမားတို့ကသွားပြီးတော့တစ်ပင်ခုတ်တာနဲ့အရင်းနှီးလုပ်နေတဲ့သူတွေကိုသွားပြောလို့မရဘူးအဲ့တော့အမားအနေနဲ့ဆန္ဒအမားပြောတဲ့လိုပဲ project ကို inspire လုပ်ဖို့အတွက်အရှိကဒီ senior တွေကအရင်ထောက်ဖို့ပဲဆိုအမားတို့တွေလူငယ်တွေ experience မရှိဘူးအခုမှကိုယ့်အကူလုပ်ချင်တဲ့စိတ်နဲ့စလုပ်တာအဲ့တော့အမားမှတ်မိသလောက်ဆိုရင်ဒီ ARWD မှာရှိတဲ့လက်မှုတော်တွေကိုပြန်ပြီးတော့ဒီလိုမျိုးလက်မှုတော်တွေပုံများလာအောင်လုပ်ဖို့အတွက် US ဘက်ကလာပြီးတော့ဒီသိပ္ပံပညာရှင်တွေ scientist တွေလာရဲပေါ့နော် scientist လို့တော့ပြောလို့မရဒီအဲ့ ecosystem နဲ့လာတဲ့ professional တွေလာတယ်အဲ့အချိန်မှာဒီ ecosystem ကိုဖျက်ဆီးနေတဲ့အလုပ်တွေငားများတာတို့ဒီငားမှာရှိတဲ့သစ်ပင်ခုတ်တာတွေအိမ်ဆောက်တာတွေဒါမျိုးတွေသူတို့တွေက budget တွေချပေးရ funding တွေချပေးရအလုပ်တခြားအလုပ်တွေကိုအပြောင်းလုပ်ဖို့အတွက်အဲ့လိုတွေတော့လုပ်ရတယ်ပေါ့နော်ဒီလက်မှုရောအတွက်ကိုပဲအဲ့အတွက်ကြောင့်မလို့အမားတို့တွေဒီဒါမျိုးတွေဖြစ်ဖို့အတွက်အများကြီး government နဲ့အများကြီးလက်သက်ဆိုင်တယ် budget တွေအများကြီးလက်သုံးရတယ်ကိုယ့်ရဲ့ bed forest လဲ rain forest လားဒီလိုမျိုးလက်မှုရောရလားဆိုတော့ကိုကတိဖို့လိုမယ်ပေါ့နော်နောက်တစ်ခုက volunteer တွေအများကြီးလိုတယ်ဒီ project ဒီproject ဆိုတဲ့ program တစ်ခုဖြစ်တယ်။ဘာဖြစ်လဲဆိုတော့ဒီဟာဒီ dog shop teacher ပြောလို့ပဲ maintenance တွေပါလာမယ့်အရာပေါ့နော်။အဲ့တော့ကြောင့်မို့လို့ဒါနည်းနည်း scope တော့ကြီးရယ်ပေါ့နော်။ဒီချက်လေးနည်းနည်း scope ပြန်ကြုံရင်တော့အဆင်ပြေပါတယ်။ Thank you ပါ။ အခုကျွန်တော်ပြောပြမယ်ဟို project ကလည်း Little and Drainage System ရဲ့ရန်ကုန်မှာရှိရဲ့ညောင်းနေအဲ့ဒီရေမြောင်းတွေမှာပိတ်ဆို့မှုအကြောင်းတွေအစားဆုံးပြောမယ်ဆိုဒီပြဿနာကဘယ်လိုဖြစ်တာလဲဆိုရင်အဲ့ဒီ drainage ဆိုတာညောင်းနေပါမှာအဲ့လိုအမိုက်တွေပါပြစ်တာဒီအမိုက်တွေကဘာလဲဆို plastic bag plastic အိတ်တွေပတ်ရင်းကုန်နဲ့တခြားအထွေထွေပစ္စည်းတွေအဲ့လိုမျိုးအလွယ်တကူဆွတ်ပြစ်လိုက်တဲ့အတွက်ဒီပြဿနာဖြစ်လာတယ်ဒါကဘာဖြစ်နိုင်လဲဆိုတော့အဲ့ဒီရေကြီးတာတွေဘာတွေလဲဖြစ်နိုင်တယ်ဆိုဘာလို့ဒီပြဿနာရဲ့အစဘာလဲဆိုလူတွေရဲ့ပြင်းတာအကြောင်းပါတယ်ဥပမာပြောဆိုရင်နေခဲ့ရက်ကွက်မှာဆိုလူတွေကတိုက်ပေါ်ကနေအမိုက်တွေကိုအောက်ကိုစိမ့်မပြစ်ပဲနဲ့အမိုက်အိတ်တွေဒီတိုင်းတိုက်ပေါ်နေပြစ်ချတာတွေ့ရတယ်အဲ့လိုမျိုးရဲ့စာပြီးဒီလိုမျိုးဖြစ်နိုင်တယ်ပြီးတော့ဘာလဲဆိုတော့ aware lack of awareness အဲ့ဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးဖြစ်နိုင်တယ်ဆိုတော့အသိပညာမရှိရလဲပါတယ်ဗျာဆိုဒီဟာဘယ်လိုတွေကိုထိခိုက်နိုင်လဲဆိုတဲ့အဲ့ဒီ community မှာရှိတဲ့ပတ်ဝန်းကျင်လူတွေထိခိုက်တယ်လို့ရပ်ပတ်တဲ့လူတွေတို့ဘာလို့အထောက်အနေနဲ့ဖြစ်နေနိုင်တယ်ပြီးရင်သူ့ရဲ့အဲ့ဒီအလုံးသမားစီမံအလုံးသမားတွေတန်ရှင်းပါရတဲ့အတွက်လည်းအထောက်ခက်ခဲဖြစ်နေနိုင်တယ်ဘာလို့ဒီ problem ရွေးလိုက်တာလဲဆိုတော့ဒီ problem ကရန်ကုန်မှာအများဆုံး common ဖြစ်တဲ့အတွက်နေရာတိုင်းမှာဖြစ်နိုင်တယ်ပြီးရင်ဘာလို့လဲဆိုတော့ဒီကမိုးရဒီမှာဆိုမိုးရေပိုင်းရေကြီးတာအရန်လွယ်ကူတယ်ပြီးရင်လူတွေရဲ့ကျန်းမာရေးထိခိုက်ရေကြီးမှုတွေပါဖြစ်တဲ့အတွက်ခြင်တွေပါပေါက်သွားတယ်ခြင်တွေပါပေါက်သွားရင်ခြင်တွေကနေတစ်စင်းလူတွေယောဂကိုကူးစက်နိုင်တယ်ပြီးရင်အဲ့ဒီညောင်းတွေပိုင်းမှာနေတဲ့ပြိဿန်တို့အပင်တွေကိုလည်းအဲ့လိုဖြက်စီးနိုင်တယ်အနေနဲ့ရှိနိုင်တယ်ပြီးရင်သူကညောင်းတွေမှာရှိတဲ့ရေတွေကိုအဲ့လိုဖုံးဖြက်စေနိုင်တယ်အဲ့ consequence ကတော့အဲ့ဒီညောင်းတွေပါပိတ်တဲ့အတွက်မိုးရဒီမှာဆိုရေကြီးတာခဏဖြစ်နိုင်တာအားလုံးလည်းသိပါပါပြီးရင်အနံ့ကလည်းအမိုက်တွေကပြစ်လိုက်မယ်ဆိုရင်အနံ့ထွက်တယ်ပါအဲ့ဒီအနံ့ကရေထဲမှာပါသွားတဲ့အတွက်ကြောင့်ရက်ွက်တစ်ခုလုံးကိုအနံ့သက်ကမကောင်းစေဘူးပြီးရင်ဆိုတာပြောရတဲ့အတိုင်းချင်းတွေပါပေါက်သွားတဲ့အတွက်ကြောင့်ယောဂတွေကလည်းပြန့်ဖို့အရန်လွယ်ကူပဲပေါ့ပြီးရင်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကတော့ကျွန်တော် fan တွေကတော့30လောက်ပဲ30လောက်ခံရတာတော့ဒါရန်ကုန်အတွက်ပဲပေါ့ဒီ fan တွေကိုသုံးတဲ့နေရာရောပိုစတာတွေကို print လုပ်တဲ့နေရာပြီးရင်အဲ့လိုရက်ကွက်ထဲမှာရှိတဲ့လူတွေကိုပြောဖို့အဲ့ဒီပွဲလုပ်တဲ့အတွက်ပြီးရင်အဲ့လိုဒီမြောင်းတွေပါရှင်းဖို့အတွက် equipment တွေဝယ်တာတွေရှင်းတာအဲ့ဒီ volunteer တွေအတွက်စားတော့လို့အေးလို့ပြီးရင်ညောင်းနာတာဘာနာပါလို့ recycle bin တွေပါထားတဲ့အတွက်ကြောင့်ပြီးရင်ဒီ project ကိုလုံးမဲ့ time frame ကတော့12လကနေ15လအတွင်းလို့ခံရတာဆိုဒီပြဿနာတစ်ခုဒီကိုဖြေရှင်းလိုက်ဘယ်လောက်ကြာနေနိုင်မလဲဆိုရင်ဒါကတော့အဲ့ဒီကိုရက်ကွက်ထဲမှာရှိတဲ့လူတွေရဲ့နေထိုင်ပုံနဲ့ပဲဟုတ်တာပေါ့သူတို့ကောင်းကျွန်တော် awareness ဖြစ်ခဲ့တဲ့ဟာကိုတခြားလိုက်လာခဲ့ရင်တော့သူတို့လိုက်လာတယ်လို့ကြာခံတယ်မခံနိုင်မနာဘူးဆိုရင်တော့ဆက်ချင်းပဲပြန်ဖြစ်မှာပေါ့လုပ်ပြီးသွားတာလေဒီပြဿနာကိုဖြစ်နိုင်တဲ့ဟာရကြအဲ့ဒီပို့စာတွေပါကတ်မှဆိုစီဗင်တွေပါဒီကခွင့်တောင်းရတယ်လို့မျိုးခွင့်တောင်းရတဲ့အချိန်ကြာနိုင်ဖြစ်နိုင်တယ်ပြီးရင်အဲ့ဒီ volunteer တွေလို့လုံနေတန်းတန်းနဲ့အဲ့ဒီညောင်းတွေပါရဲ့မှာရှိရဲ့အဲ့လို shit ဘာလဲချော်တဲ့ပစ္စည်းတွေနဲ့အဲ့လိုဒဏ်ရာတွေပါရနိုင်တယ်ဒ
ဒဏ်ရာပါရနိုင်တယ်ဆိုဒဏ်ရာပါရသွားရေထဲမှာရှိတဲ့ဘက်တီးရီးယားတွေပိုင်းနဲ့ယောဂတွေပိုင်းလည်းဖြစ်နိုင်တယ်အဲ့ဒီလူတွေကအဲ့လိုတချို့တော့အဲ့လိုစက်ပြာတွေပိုင်းလိုအဲ့လိုညောင်းနေတယ်ပိုင်းလည်းတွန်ချတော့ volunteer ရအဲ့လိုထိတွေ့မိရတယ်ပေါ့ဆိုသူတို့ chemical နဲ့ထိတွေ့တော့သူတို့အသားရည်တွေပိုင်းလည်းအဲ့လိုအနေနဲ့ဖြစ်နေနိုင်တယ်ပြီးရင်အဲ့လိုညောင်းနေရနေရာထဲမှာရှိတဲ့ဥမာလမ်းမကြီးပေါ်မှာဆိုလမ်းမကြီးနာညောင်းတွေကိုလုံးမယ်ဆိုရင်လမ်းပိတ်ဆို့မှုလမ်းတွေပိုင်းပိတ်ရမယ်ဆိုရင်ကားပိတ်တာတို့ဘာလို့ဖြစ်နိုင်တယ်သွားလာရင်အခက်ခဲတွေပါအောင်ဖြစ်စေနိုင်တယ်ပြီးရင်ဒီ project မှာဘယ်သူတွေပါဝင်တယ်လဲဆိုအဲ့ဒီစောစောကအဲ့လိုရက်ကွက်ထဲမှာရှိတဲ့ကိုဒီရက်ကွက်ကိုကောင်းစေခြင်းတဲ့လူငယ်တွေပါတယ်ပေါ့ပြီးရင်စီရင်လာတဲ့လူတွေလို့ပေါ့ဒါပါပဲကျွန်တော်ပြောလို့ဆောင်းဆုံးနေliterary မှာအရန်ကိုရန်ကုန်မှာအများကြီးဖြစ်နေတဲ့အရာပေါ့နော်အဲ့ဒါကြောင့်မို့ problem ကို understand issue ကိုလည်းသိချင် understand ဖြစ်တယ်လို့ပြောမယ်။နောက်ကြိုက်တဲ့ဟာလေးကဘာလဲဆိုတော့ risk ကိုပြောပြပါမယ်။ volunteer အတွက်ဖြစ်လာနိုင်တဲ့ risk အမိုက်ကောက်ပေးတဲ့တွေလည်းဖြစ်လာနိုင်တဲ့ risk ဒါပေမဲ့လိုတာဝါတာဒီ risk ကိုဘယ်လို reduce လုပ်မလဲ volunteer တွေကိုဘာတွေဝတ်ပေးမလဲဒါမျိုးတွေလုပ်မယ်။အဲ့အတွက်လည်းအမတို့ပို့ပြီးတော့ budget ကိုပို့သုံးဖို့လည်းဒီက safety အတွက် budget ကိုသုံးဖို့လုပ်မယ်။နောက်တစ်ခုကပြောရရင်ပေါ့နော်နောက်ကိုကလုပ်ပေးပြီးသွားပြီနောက်ကိစ္စဒီရက်ကွက်ထမနေတဲ့တွေနဲ့လည်းဆိုင်တယ် yes အဲ့ဒါဒီ 50% နဲ့ဒါပေမဲ့အမားတွေဒီကိုကဒီ project ကိုစလုပ်ပြီးဆိုရင်ကိုမှ responsible ရှိတယ်ကိုက responsible ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ project အစကနေကိုရဲ့ maintenance တောင်းနေအဆုံးထိကိုကဒီ project ကိုကြည့်နေရမှာဥပမာအမားတို့အရင်တော့ဆိုဒီလိုမျိုးအမတိုက်တွေပေါ်ကနေအမိုက်တွေပြစ်ချတယ်နောက်ဖိလန်ချားတွေကညစ်ပတ်သွားတယ်အဲ့ဒါကြောင့်မို့နောက်ဖိလန်ချား project ဆိုရင်မတို့ပြန်ပြီးပုံပြီးဆွဲပြီးတော့တန်ရှင်းတွေလုပ်ကြတဲ့ project တွေရှိသွားတယ်အများနဲ့နာမည်ကြီးသွားတယ်အဲ့ဒါပေမဲ့အမတို့ maintenance တွေချောင်းမလုပ်တဲ့အချိန်မှာနောက်ဖိလန်ချားတွေခုဆိုပြန်ပြီးအမိုက်တွေပြန်ဖြစ်သွားပြီဒါကအမတို့ဟုတ်တယ်တေချာလို့အဲ့နာမှာနေတဲ့သူတွေနဲ့လည်းစိုင်တယ်လို့အမတို့တွေဒီ maintenance လုပ်တာအပြင်ပြန်ပြီး refine ပြန်လုပ်ဖို့လည်းအများကြီးလုပ်တယ်အဲ့တော့project ရဲ့ timeline ဖြစ်တဲ့12လနဲ့15လဆိုတာကိုကြိုက်တယ်ပေါ့နော်အရှိကြီးကိုလုပ်လိုက်ကြိုက်တယ်အဲ့တော့ budget ဒီ12လနဲ့15လမှာဒီ budget ကတော့မရဘူးပေါ့နော်ဒါပေမဲ့ကိုကဆက်ပြီးတော့လဲဂျားထဲမှာ budget တွေရှားမှာပေါ့ဒါကတော့လောလောဆယ်ထိကတော့အဆင်ပြေနောက်တစ်ခုကကျတော့solution က clear အရင်မဖြစ်ဘူးအမားတို့က awareness လည်းဖြန့်မယ်အမိုက်လည်းကောက်မယ်ဆိုရင်အမားတို့က awareness ဖြန့်ပြီးမှအမိုက်ကောက်မှာလားအမိုက်ကောက်ပြီးမှ awareness ဖြန့်မှာလား awareness ဖြတ်မယ်ဆိုရင်အမတို့ကရက်ွက်ထဲရလူတွေကို venue ကိုဘယ်လို venue ဒါတွေကတော့အရင်ရောက်လေးသွားပြီဒါပေမဲ့စဉ်းစားလို့ရတယ်ဆိုတော့ဘယ်နေရာမှာသုံးပါလဲအမတို့ရက်ွက်ထဲရသူတွေနဲ့စကားပြောဖို့ဆိုရင်စိန်မှုတွေဂျာရီမှုတွေလမ်းမှုတွေလိုသွားပြီဒီလိုလူတွေကလည်းအမတို့လာပြီးတော့သူတို့ကဝင်ပြီးတော့ persuade လုပ်ပြီး encourage လုပ်ပြီးမှာပေါ့နော်နောက်တစ်ခုက drain လုပ်တဲ့ system ညောင်းနဲ့အမိုက်တုံတာကိုအရင်တော့ရမယ်ဆိုတော့အမတို့ရက်ွက်မှာဆိုလဲညောင်းနဲ့ပဲအမိုက်တုံစရာရှိတယ်ကြံတာတုံစရာမထမင်းတုံဟင်းတို့တွေတုံတဲ့ဟာအဲ့တော့ဒီဟာကနေဆက်ပြီးကိုက12လကနေ15လထိကိုအချိန်ချလိုက်လို့ရှိရင်အမတို့ဘာတွေဆက်လုပ်လို့ရလဲဆိုရင် pressure group တွေနဲ့တိုင်ပင်ပြီးတော့ drainage system ကိုတော့ပြန်ပြီးတော့ခြားထဲမှာပိုတက်နိုင်တော့ပေါ့နော်အကောင်းဆုံးပြန်ပြီးလုပ်လို့ရအချိန်ကတော့အရင်ကြာမှာ government မှာဝင်လာရမယ့်ကိစ္စဖြစ်တယ်ဒါပေမဲ့ကိုကအနည်းဆုံးတော့ government ကိုဥပဒေချက်တဲ့ဝင်ပေါ့နော်ဒါလေးလုပ်ပေးပါအောင်ဆိုပြီးတွားပြီး government notice ဖြစ်အောင်လုပ်လို့တော့ရတယ်ဆိုတော့ကိုယ့်ရဲ့ project ကအရင် impactful ဖြစ်သွားရင်နာမည်အရင်ကြီးသွားရင်အဓိကတော့အမားအနေနဲ့ကတော့ solution ကပိုပြီး clear ဖြစ်ဖို့ရယ်နောက်တစ်ခုက timeline တွေကိုသိချပေါ့နော်အသေးစိတ်ဆွဲနိုင်လို့ရှိရင်ဒီ project ကတကယ်လုပ်လို့အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကတကယ် professional တွေလည်းဘေးနားမှာအကူအညီရှိဖို့လည်းလိုပါတယ်အဲ့တော့ very good ပါ thank you ပါတခုပဲဆိုတာခုနကသမီးပြောလိုက်ပြီဆိုတော့လေaction plan ရဲ့ဟို focus လုပ်မဲ့ဟာလေးပေါ့ဘယ် action ကိုအဓိကလုပ်မှာဟိုမှာ public awareness ကိုလုပ်မယ်ဆိုရင်လည်းလုပ်လို့ရတာအများကြီးရှိတယ်အဲ့ဒါလေးကနေ step by step သွားတင်တယ်ပေါ့နော်သွားတင်တယ်ဆိုတော့အခုဟာကြီးကရောပြီးတော့လေပြုံနေတာပေါ့နော်အဲ့ထဲမှာဘာကိုရင်လုပ်ပြီးဘာကိုဘယ်သူနဲ့ဘာလုပ်မှလဲဆိုတာကို clear မဖြစ်ဘူး volunteer တွေကလည်းဘယ်လို volunteer ခုန audience ဘယ်လိုလူမျိုးလဲပေါ့နော်ဒီရက်ကွက်မှာဆိုရင်ဘယ်လိုလူတွေကဒီလိုအလုပ်တွေလုပ်နေရလဲဥပမာထားပါတော့ဗဟန်းမျိုးကနေထိုင်တဲ့ပုံစံနဲ့တာမွေရပုံစံမတူဘူးတာမွေရလူတွေရဲ့ပုံစံနဲ့တာမွေရလူတွေနဲ့မျိုးတွေကလူတွေနဲ့ပုံစံမတူဒါမျိုးပေါ့အဲ့တော့ကိုလုံးမဲ့နေရာပေါ်မှာလိုက်ပြီးတော့ plan ကယူရမှာကိုယ့်ရဲ့ plan ကြီးကို fix လုပ်ထားလို့မရတော့ဘယ်ဟာအရင်လုပ်မလဲ public awareness လုပ်တာတော့ခက်တယ်
ပိုစာလုပ်မယ်ဆိုရင်အဲ့ပိုစာကိုဖတ်နိုင်တဲ့လူတန်းစားဘယ်လိုလူတန်းစားလဲเนาะအဲ့တော့အဲ့ဒီပိုစာမဖတ်ပဲနဲ့ဘယ်လိုသူတို့ထိထိမိမိလုပ်နိုင်မလဲဆိုတာအရင်ဆုံးပွင့်စင်းရပွင့်စင်းပြီးတော့ကိုက target area ပေါ့ target area တာမွေမျိုးနယ်မှာလုပ်မယ်ဆိုရင်တာမွေမျိုးနယ်မှာရှိနေတဲ့အဲ့ drainage system တွေနားလည်ရမယ်ပြီးတော့တာမွေမျိုးနယ်မှာရှိနေတဲ့လူတွေရဲ့ living standard ပေါ့နော် living standard ဆိုတာသူတို့ရဲ့ lifestyle ကဒီလိုတစ်ချိန်လုံးအပိုင်းဖြစ်နေတယ်ဒီချက်ဆိုမျိုးထဲမှာနေတယ်နောက်ဖေးလန်းကြားဥယျာဉ်လောက်ထားတဲ့မျိုးထဲမှာနေတယ်ဒီချက်နောက်ဖေးလန်းကြားကမိုက်တယ်ပဲပေါ့ဘာလို့လဲဆိုတော့ဟိုတို့အိမ်နဲ့ project တွေလုပ်တော့ကလမ်းကြားပန်းခြံလေးလုပ်ထားတယ်ဒီချက်29လမ်းနဲ့လမ်း30လမ်းပန်းခြံတော့အဲ့ပန်းခြံလေးလုပ်ထားတော့အိမ်ကလူကြီးတွေဆိုလမ်းဆင်းရှောက်ပြရတယ်အဲ့တော့ပန်းခြံဖွင့်ပွဲမရောက်ခင်မှာအာနာသိမ်းလိုက်တော့ဖွင့်ပွဲမလုပ်လိုက်ရဘူးလုပ်လိုက်ရတော့အဲ့လမ်းကြားတော့လူကြီးတွေကပဲကင်ထားစီပင်ကလူကြီး sorry ရပ်ကွက်ကလူကြီးတွေကပဲကင်ထားတော့ဘယ်လိုဖြစ်လဲဆိုတော့အရင်တုန်းကသူတို့ရဲ့ preference ကဒီသူတို့ကြိုက်တဲ့လူကြီးကအုပ်ချုပ်နေတဲ့အခါကျတော့ရက်ကွက်ထဲမှာပေါ့နော်ဒါရက်ကွက်လူကြီးပဲရှိပြီရက်ကွက်ထဲကဆယ်အိမ်မှုတွေရာအိမ်မှုတွေအုပ်ချုပ်နေတော့သူတို့ကအဲ့ဒီလူတွေစကားနားထောင်တယ်လုံးဝအမှိုက်မဖြစ်ဒီကျတော့ပထမတက်ဆိုတော့တည်တယ်အောက်ကိုညဆိုလို့ရှိရင်အရင်တော့အဲ့ဒီလမ်းကြားမလုပ်ပြန်ဘုံနဲ့ပြစ်ချတာဘုံနဲ့တလုံးကျနေတယ်တနက်ကျရင်ကြည့်လိုက်ရင်အဲ့လိုအမှိုက်ထုတ်ပြန်ပြန့်ကျဲနေတာအဲ့လိုလူတွေကဘလောက်ပြောမရဘူးတီချာတို့အိမ်ပတ်ချလဲမှာအမှိုက်တွေဖြစ်တာတီချာတို့အိမ်ပတ်ချလဲပေါ်တီကိုတွေအဲ့အမိုးတွေကြလန်နေမှာအကုန်လုံးအပေါ်ကဖြစ်တဲ့အမှိုက်တွေပဲတီချာတို့ကပထမတက်ဆိုအရန်ခံပထမတက်မှာအကုန်လုံးကြလန်နေပေါ်မှာအမှိုက်တွေအမြဲတမ်းကိုကအရေးတဘုံနဲ့လိုက်ရှင်းရတယ်အဲ့တော့ဟိုပြောချင်တာအဲ့ဒီအချိန်မှာလမ်းကြားဥယျာဉ်လုပ်ပြီးတဲ့အချိန်မှာလုံးဝမဖြစ်တော့ဘူးအပေါ်ကတူအဲ့တော့လမ်းကြားလေးကရှင်းနေလှအခုနောက်ပိုင်းမှာဒီ2021နောက်ပိုင်းမှာအရင်လိုပြန်ဖြစ်သွားတယ်အဲ့တော့ဒီကျန်တော့ကအပေါ်ကလူတွေကိုတက်ပြောတယ်အမိုက်မပြင်းနဲ့အောက်ကလူတွေစီကိုရေးတွေကြရဲအမိုက်တွေအိမ်ထဲဝင်တယ်အမိုက်ဘွားနေပြီးတော့တခါတည်းပဒင်းမောက်ကနေဝုန်းကနေဝင်လာတာလေးတိုက်လို့ရှင်အဲ့တော့အဲ့လိုတွေဖြစ်တယ်ဆိုတာကိုသူတို့မလုပ်ဘူးပြောလိုက်သူတို့မလုပ်ဘူးတီချာတို့ပေါ်မှာတစ်ခါပဲရှိတယ်အဲ့တစ်ခါကိုသွားပြောတာမလုပ်ဘူးကြီးပဲပြောတာအဲ့ဒီကလေဓာတ်ပုံရိုက်ပြီးစီပင်ကိုသွားတိုင်မယ်ဆိုတော့စီပင်ကလည်းအရေးမလုပ်ဘူးအဲ့တော့တီချာပြောချင်တာအဓိကဘာနဲ့လဲဆိုင်လဲဆိုတော့ local authorities အဲ့ local authority ကိုအရင် approach လုပ်အောင်ပြီလားဘာလို့လဲဆိုတော့အဲ့လိုမျိုးဒီပတ်ဝန်းကျင်မှာရှိတဲ့လူတွေက educated well knowledge အဲ့ဒီဟာကအရင်အရေးကြီးတော့ဒီ project ထဲမှာတစ်ခုကိုပဲ focus လုပ်စေချင်တာပေါ့နော်ဥပမာ public awareness ပဲလုပ်မယ်ဆိုရင်အဲ့ဒီအတွက်ကို action plan အသေးစိတ်ကြီးဒီဘက်က cost တွေ root cost တွေဘာတွေအဆင်ပြေတယ်အကုန်ကောင်းတယ်အဲ့ action plan လေးရဲ့ weakness ကအဲ့ဒါလေးပေါ့များပြီးတော့ဘာရင်လုပ်မယ်မှမသိဘူးအဲ့တော့ကျန်တာကျတော့ volunteer ဆိုတာကလည်းဘလို့ volunteer မျိုးကဒါမျိုးကိုလုပ်နိုင်တယ်ဥပမာ teacher တို့အရင်တော့ဆိုရင်တော့ကိုယ်တိုင်ဝင်လုပ်ခဲ့တာ42လမ်းအမှတ်ရှင်းတာ teacher တို့ပါတယ်42လမ်း clean ရန်ကုန်နဲ့ teacher တို့ organization နဲ့လုပ်တာတွေကteacher တို့ပါတယ်အဲ့တော့ဆိုရင်လုပ်နေရင်လည်းအပေါ်ကရေးနေတော့တာအပေါ်ကရေးနေတော့အောက်မှာတက်ရှင်းလုပ်နေတယ်စီပင်ကလူတွေကလည်းအော် teacher တို့ကလည်းအော်ကုန်ပါတယ်တရက်ကွာတော့အဲ့တော့မေဒေးကိုလုပ်တာဆိုတော့အဲ့ဒါနောက်ဆုံးအိမ်ပေါ်ရက်ကိုတက်ပြောရတယ်အောက်မှာလူတွေနဲ့မလုပ်ပါနဲ့ဆိုတော့ရေးတွေတောက်နဲ့အဲ့အုတ်ထုတ်ဆောင်းထားတယ်ပေါ့အကုန်ကြတာ teacher တို့ကအဲ့မြောင်းပုတ်ကြီးတွေတဲနေရအဲ့တဲ့အဲ့တော့အဲ့ချိန်မှာခုနကလိုထိခိုက်မိတာရှိတယ်အဲ့ဒီကျတော့အဲ့တော့ဆိုဖာစီရလဲဆိုတော့အဲ့ boots တွေလေ boots တွေအဲ့လမ်းကြားတွေကအဲ့အမဲတွေတဲကိုဝင်လို့ရတယ် boots တွေစီးရတယ် main ကလေးတွေရောဝင်တာဒီကျတော့လည်းဝင်တယ်အဲ့ boots တွေစီးရတယ်ပြီးတော့လက်အိတ်ကို glass တွေလေခုနအချွန်ထက်တွေကိုခံနိုင်တဲ့အထူမျိုးတွေအဲ့လိုမျိုးတွေဝတ်ရတယ်အဲ့ကြောင့်ဒီ safety tips တွေကိုရေးပေးဖို့လိုတယ်ပေါ့နော် action plan တွေမှာအဲ့တော့နောက် budget ပေါ့နော်အဲ့ဒါလေးတွေကိုတစ်ခုတည်းကိုပဲ focus လုပ်ပြီးရေးစီချင်တာပေါ့နော် This is a good plan. Can I also say one thing? So, right, I really like the way you guys tackle the problem. And as far as a military and teacher have said, it's really perfect. But I would like to kind of find out about root cause, right? They included root cause, and I think they also as well. So, I heard that like for a military, like around our environment, there is nowhere to throw the rubbish except the drain, right? So how about we provide the dustbin, or
And like we gotta say, why are they throwing? There is always a reason, right? Action and reaction like that. And for the action, how about to approach like depending on the quarter, like depending on the area, how about to to do different approach? For example, for some area where if the area is less developed, how about to create a competition? For example, the area which is the most cleanest or like the least rubbish in behind the building, they will get prize award, like many prize awards. How about something like that? Because there is also money power, right? Yeah, that's something I just want to say. Thank you. ချင်းတော့မရှိပါဘူးဆော့ဆော့တီရှယ်တို့ပြောသွားတဲ့အားလည်းတီရှယ်ပြောချင်တာဒါပဲ the whole community ဆိုကျေပြတ်နေပေါ့နော်ဒါပဲအဲ့တော့ဒီကိစ္စ drink လုပ်မယ်ဆိုတဲ့ကိစ္စဆိုတော့ရေပိုက်တစ်ခုတည်းထဲမှာရှိနေအမိုက်တွေဆိုလည်းပဲစီပင်လည်းမူတည်တယ်ဒါတို့ကားသွားရင်းနဲ့လည်းတွေ့ပါနော်စီပင်ကိုယ်တိုင်ရဲ့ဝန်ထမ်းတွေကိုလည်းအမိုက်ကိုမလွတ်ပြပဲနဲ့မြောင်းလေးကိုထုတ်ထည့်တာလေနော်အဲ့လိုမျိုးအုပ်စုတွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခုကဒီ CV အတွက်လည်းလိုအပ်တဲ့ဆိုတော့ပြောတဲ့အမိုက်ကားတွေတို့အမိုက်နဲ့ပတ်သက်တဲ့တည်ဆောင်လို့ရတဲ့ဟာတွေတို့အဲ့ဒါတွေလည်းလိုအပ်တယ်ပေါ့နော်အဲ့တော့တီရှယ်တို့ပြောရတဲ့အချိန်မှာတီရှယ်မေးချင်တာလည်းပါသွားပြီဆိုတော့ပြီးသွားပါ ဒီနေ့ကတော့ပြပါမယ်ဒီ our ကနေပြီးတော့ action ဘယ်လိုလုပ်သွားမလဲဆိုတာကတော့ဒီ water scarcity ကိုwater scarcity ကိုသွားပြီးကူညီပေးမှာပေါ့နော် water scarcity ဆိုတာဘာလဲအရင်ဆုံး scarcity ဆိုတာဘာလဲပြောမယ် scarcity ကကြတော့ infinite wants and finite wants infinite wants and finite resources ဒီ water scarcity ဆိုရင်ကြတော့ဒီ lack of sufficient fresh water to meet demand due to high demand and adequate system and fair distribution ဒီရေရင်းမြစ်မလုံလောက်တဲ့ပြဿနာပေါ့နော်ဒီပြဿနာကိုဘာရ causes ဖြစ်လဲဆိုတော့ population growth ဒီလူတွေများလာတဲ့အချိန်မှာ higher demand ဖြစ်ပြီးတော့ရေမလုံလောက်တာဖြစ်နိုင်တယ်ပြီးတော့ waste water ဒီရေကိုပေါ့နော် unnecessary usage တွေလုပ်ပြီးတော့ရေကိုအပိုတွေသုံးပြီးတော့မလုံလောက်တော့တာဖြစ်နိုင်တယ်ပြီးရင် pollution ဒီ unclean water ဒီ weather condition တွေဒီglobal warming တွေထားမလို့ unclean water ရေရှိနေပြီမဲ့အဲ့ဒီကတောက်သုံးလို့မရဘဲနဲ့ဒီဘာမှသုံးလို့မရရရှိဖြစ်နိုင်တယ်ပြီးတော့ climate change ကကြတော့ rainfall patterns so weather changes တွေပြီးတော့ glaciers ပြီးရင် reduce reliable water supply ဒီရေတွေရရှိနေပြီမဲ့အဲ့ဒီကသုံးလို့မရဘဲနဲ့မြစ်ပတ်ပြီးတော့တချို့တွေဆိုရင်ခြောက်နေတဲ့ရေအဲ့လိုမျိုးဖြစ်နိုင်ပါတယ်ပြီးတော့အဲ့ဒါတွေရဲ့ consequences တွေကဘာလဲဆိုတော့ဒီ project ကပေါ့နော် rural area ဒီ farmer တွေဘက်ကို farmer တွေအတွက်ကူညီပေးသွားမှာဆိုတော့အဲ့ဒီဘက်ကိုပဲပြောပေးပါမယ်ပေါ့နော်consequences တွေကဘာရှိလဲဆိုတော့ health problem တွေမှာဆိုရင် dehydration ပေါ့နော်ရေအလုံလောက်မရတော့ရေငတ်တဲ့ပုံစံမျိုးဖြစ်နိုင်တယ်ပြီးတော့အဲ့လို diseases တွေဖြစ်နိုင်တယ်ပြီးတော့ဒီရေကအလုံလောက်မရှိဘူးဒီ crops တွေပေါ့နော်ဒီ farmer တွေအတွက်ဆိုရင်သူတို့ဒီအသစ်ပင်တွေစိုက်ဖို့ကြီးမရှိရတဲ့ဒါမှ stress physical stress and mental stress တွေဖြစ်နိုင်တယ် economic မှာဆိုရင်လည်း agriculture ရဲ့ output တွေကကျော့သွားနိုင်တယ်အဲ့တော့ GDP တွေဘာတွေကျော့သွားနိုင်တယ် economic growth တွေလည်းကျသွားနိုင်တယ်ပြီးရခါကျရင် farmer တွေကနေပြီး stress တွေပြီးနေပြီးတော့ဒီရေကလည်းလုံလောက်မရှိတော့ productivity တွေကျော့နိုင်တယ်ပေါ့နော် environmental ကိုကြတော့ဘာဖြစ်နိုင်လဲဆိုတော့ soil degradation ဖြစ်နိုင်တယ်ပြီးရခါကျတော့ habitat destruction ဒီရေကအလုံးလောက်ရှိတဲ့အချိန်ကျတော့ဒီတိရစ္ဆာန်တွေပေါ့နော်လူတွေမကောက်တိရစ္ဆာန်တွေကပို့ပြီးချိလိုက်နိုင်ပြီးတော့အသက်သေဆုံးနိုင်ဖြစ်နိုင်တယ်ပေါ့နော်အောက်မှာလည်း biodiversity loss တွေဖြစ်နိုင်တယ်ပေါ့နော်ဒီဟာတွေကိုလူတွေကိုတက်ရောက်နိုင်တယ်ဆိုတော့research တွေအရဆိုရင်တော့4 billion people including 450 million children ပေါ့နော်ဒီလူ4 billion ချိနိုင်တယ်ပေါ့နော်ဘယ်နေရာမှာလဲဆိုတော့ high or extremely high water bottle တွေကြီးတိတ်မရှိတဲ့နေရာတွေထိနိုင်တယ်ပေါ့နော်ခုကကြတော့ farmers တွေ women girls so farmers တွေဘယ်လိုထိနိုင်လဲဆိုတော့သူတို့ crops တွေ produce လုပ်ဖို့အတွက်ရေလုံလောက်မရှိတဲ့အချိန်မှာထိနိုင်တယ် women တွေ girls တွေအားကြတော့တကိုယ်တန်ရှင်းရေးအတွက်လို့menstruation တွေပါဆိုရင်လည်းရေလုံလောက်မရှိတဲ့အတွက်ကြောင့် hygiene problem တွေဖြစ်နိုင်တယ်ပြီးရင် children တွေကကြတော့ဒီကလေးငယ်လေးရဲ့အချိန်မှာ nutrient တွေလိုအပ်တယ်အဲ့ဒါအောင်မှရေအလုံလောက်မရှိတော့ကျန်တဲ့အစားအသောက်တွေပါလေချက်လို့မရတဲ့အတွက်ကြောင့် children တွေလည်း nutrient တွေထိနိုင်တယ်ပြီးတော့ refugees and displaced people ပေါ့နော်ဒီလူ
အဲ့လိုစစ်ပေးရှောင်လို့ပါလို့ဆိုပို့ပြီးတော့ရေရှားပါမှုတွေနဲ့တွေ့ကြုံနိုင်တယ်အဲ့တော့ our plans and aims ပေါ့နော် our aims ကကြပါလဲဆိုတော့ protect and restore water sources so ပထမဆုံး step ကကြတော့ assess current water usage so ပထမဆုံးဒီမြန်မာနိုင်ငံမှာပေါ့နော်မြန်မာနိုင်ငံမှာဘယ်နေရာတွေမှာကရေကပြုံးတင်းနေလဲဘယ်နေရာတွေမှာpipe leakage တွေဖြစ်နေလဲဆိုတာကိုအရင်ဆုံး research လုပ်ပြီးတော့ဘယ်နေရာမှာအများဆုံးလိုအပ်နေတာကိုအရင်ရှာမယ်ပြီးတဲ့အခါကျရင် raise public awareness ဒီposter တွေဖြစ်ဖြစ် social media တွေဖြစ်ဖြစ်ဘယ်လိုအနည်းနဲ့လည်းဖြစ်ဖြစ်ပေါ့နော်ဒီ public awareness ကို spread လုပ်မယ်ပြီးတော့လူတွေကပြီးတော့ water saving habit ပေါ့နော်ဒီချို့လူတွေကကြတော့ရေသုံးပြီဆိုရင်အဲ့လိုရှေ့ကြည့်နောက်မကြည့်သုံးပြီးတော့ဒီလိုနောက်ထပ် generation တွေကလည်းမသုံးရေကိုဖြုံးသလိုမျိုးတွေလုပ်တယ်အဲ့ဒါတွေကို water saving habits တွေကိုတစ်ချက် sharing လုပ်ပေးမယ်ပြီးတော့ improve water infrastructure ဒါကကြတော့ကိုယ်တိုင်သွားပြီးတော့ဒီ water ဒီတိတ်ဒါ budget ကတော့30ပေါ့နော်အဲ့ဒါကိုဘယ်လိုတွေမှာသူညီပေးသွားမလဲဆိုတော့ invest in water sustainability ရေတိုင်ကြီးတွေဘာတွေမှာရေတွေဘာတွေတင်ထားလို့ရအောင်လို့လှူဒန်းပေးမယ်ပြီးရခါကျရင်ဒီ leak ဖြစ်နေတဲ့ water pipe တွေကို repair လုပ်ပေးမယ်ပြီးရခါကျတော့နောက်တစ်ခါကျတော့ promote water conservation technique ဆိုတော့ရေကမိုးရေကနေပြီးတော့လေဒီသုံးဆွဲလို့ရတဲ့ချိန်တိုင်းဒီမိုးရေကိုဘယ်လိုမျိုး conserve လုပ်ပြီးတော့ဘယ်လိုကိုယ့်အတွက်ဘယ်လိုအသုံးပြုနိုင်လဲဆိုတဲ့ methods တွေကိုပြန်ပြီးတော့ sharing techniques တွေကို sharing လုပ်ပေးမယ်ပြီးရခါကျ protect and restore water sources ပေါ့နော်ဒီဟာတွေဘယ်လိုမျိုးချက်ပြီးတော့ protect လုပ်ပြီးတော့ sustain ဖြစ်အောင်လုပ်နိုင်တဲ့နည်းလမ်းတွေကို sharing လုပ်ပေးမယ်ပြီးတော့ reuse and recycle water ဆိုတော့ဒီအိမ်တွင်းရေတွေကိုindustrial တွေမှာပြန်သုံးလို့ရတာတို့ပြီးရင်planting တွေမှာပြန်သုံးလို့ရတဲ့ရေတွေဆိုရင်ပြန်သုံးဖို့encourage လုပ်ပေးမယ်ဆိုတော့နောက်ဆုံးတစ်ခုကကြတော့ဒီဟာကဒီသွားပြီးတော့ကုညီပေးပြီးသွားတဲ့ခါကျရင်ပြန်ပြီးတော့ scar ပြန်ဖြစ်မှာဆိုလို့ monitor and review progress အဲ့ဒါကိုအများနဲ့ sustain ဖြစ်အောင်လို့ဆိုပြီးတော့အများနဲ့ပြန်ပြီး review လုပ်ပေးမယ်ပေါ့နော် okay ဆိုတော့ဒီလိုသွားပြီးတော့လုပ်တဲ့အချိန်မှာဘယ်လိုလူတွေကပါဝင်ကြမှာလဲဘယ်လိုလူတွေကပါဝင်ကြမလဲဆိုတော့ဒီ students တွေ volunteer လုပ်ချင်တဲ့ students တွေကပါဝင်ကြမယ်ပြီးတဲ့ခါကျရင် philanthropic organizations တွေကပါတယ်ပေါ့နော်ဒီ organization ကိုဒီ project ကိုပါပေးမှာတော့တက်နေမှာပေါ့နော်Okay, and then below risk တွေကိုကြော်ဖြတ်ကြမယ်ဆိုတော့ below risk တွေရှိတယ်ဆိုတော့ lack of public cooperation ဒီလိုတာကြီးကျွားတွေမှာက mostly uneducated people ရှိတဲ့အတွက်ကြောင့်မို့သူတို့တွေကိုရှင်းပြနေတယ်သူတို့ကနားလေချင်မှနားလေမှာပြီးတော့ conflict တွေရှိနိုင်တယ်တေချာ points တွေမရှိဘူးဆိုတော့သူတို့ဘက်ကနားလေမှုတွေရဖြစ်နိုင်တယ်ဒီခါကျရင် limited funding ပေါ့နော်ဒီ30ကလည်းလောက်ချင်မှလောက်မှာပေါ့နော်မလောက်နိုင်တဲ့အချိန်တွေပိုင်းလည်းဖြစ်နိုင်တယ်ပြီးတော့ technical difficulty ဒီ drive တွေကိုသွားပြီးတော့ရှင်းပြရမယ့်အတွက်ကြောင့်မလို့ line မမိရရင်အဲ့လိုမျိုးကိစ္စတွေဖြစ်နိုင်တယ်ပြီးတော့ climate uncertainty ဆိုတော့တကယ်လို့ drive ဘက်မှာအဲ့လိုclimate change တွေအဲ့လို weather condition တွေဖောက်ပြီးဆိုရင်ဒီသွားတဲ့လူတွေအတွက်ကြောင့်ပို့ဒီလို risk တွေရှိရပေါ့နော်ပြီးတော့ inequality and water access တကယ်လို့ဒီ project ကပေါ့နော်မြန်မာတနိုင်ငံလုံး cover မလုပ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာတကယ်လို့မကွေးတို့စကိုင်းတို့သွားပြီးဆိုရင်ကျန်တဲ့နေရာတွေမှာလိုအပ်တဲ့ရွာတွေကနေပြီးတော့အဲ့လိုမျိုး resentment ဖြစ်တာတို့ပြီးရင်တို့ equal ဖြစ်တယ်လို့ထင်တာတို့ဖြစ်နိုင်တယ်ပေါ့နော် Okay and ခွာကြ impacts and benefits for rural area ဆိုတော့ဒီဆိုပထမဆုံးက rural households တွေအတွက်ကြောင့်ပေါ့နော်သူတို့ကကြတော့ improvement access to clean and safe water for cooking drinking and sanitation သူတို့တောက်သုံးမဲ့ရေတွေဟင်းချက်မဲ့ရေတွေပြည့်ခါကြရင်တကူတန်ရှင်းလုံးမဲ့ရေတွေပို့ပြီးတော့ access များလာမယ်ပြည့်ခါကြတော့ more reliable water supply through efficient ဒါကတော့ rural farmers တွေအတွက်ကြောင့်ပေါ့နော် more reliable water supply through efficient irrigation and water storage သူတို့အတွက်ဒီ crops တွေစိုက်ဖို့အတွက်ပို့ပြီးတော့ reliable water supply တွေရှိလာမယ်ဒီရေသုံးမှုကပို့ပြီးတော့သုံးဖို့အတွက်resource ပိုများလာမယ်ဆိုတော့ time frame ကဘယ်လောက်သတ်မှတ်ထားလဲဆိုတော့6လအတွင်းမှာလုပ်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဒီ benefits တွေ impact တွေကနေပြီးတော့ short term ဖြစ်မှာလား long term ဖြစ်မှာလားဆိုတော့ our aims ကတော့ both ဖြစ်အောင်ပေါ့နော်ဒီဘယ်လိုလဲဆိုတော့သူတို့ကခုတကယ်လို့ household တွေပဲထားပါတော့ household တွေကခုနေ့ daily လဲ short term မှာ daily လဲသုံးလို့ရတယ်ချိန်ပြပါYeah, conclusion possible. Okay. So short term မှာလဲ
short term မှာလည်းသုံးလို့ရတယ်တကယ်လို့သူ healthy water ရနေတဲ့အတွက်ကြောင့်လို့ lifelong life expectancy ရှည်လာတာတွေဖိုင်လည်းဖြစ်နိုင်တယ်ပြီးတော့ဒီ farmer ရဲ့အတွက်ကြောင့်လို့ကြာတော့ဒီအခုတော့စီးပွားရေးအဆင်ပြေသွားပြီးတော့နောက်ပိုင်းကျတော့ income တွေများလာမယ် life living standard တွေတက်လာတယ်ဖြစ်ဟိုကတော့လေဟိုပေါ့ plan ကတော့ရှင်းနေပေါ့နော်နောက်တစ်ခုက causes တွေပါရတယ်အများကြီးတော့ပြောစရာမရှိဘူး January ဟိုပြောသလိုပဲ January ဖြစ်နေတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်သမီးတို့ဘယ် area ကိုတကယ် project လုပ်ရင်ဘယ်လိုနေရာအရင်လုပ်မလဲပေါ့နော်targeted area ရဲ့ what you want to focus ပေါ့ဒီချက်ဒါကိုပဲ repeat ဖြစ်နေအဲ့တော့နောက်ပြီးတော့ဒီမှာပေါ့ plan မှာပေါ့နော် plan မှာဆိုရင်ဒီမှာ protect and restore water sources ဒီဘက်မှာလည်း protect and restore water sources ကနှစ်ခုတော့ဖြစ်နေတယ်နော်အဲ့ဒါမှမတူဘူးထင်လို့ဖတ်နေတာတူပဲမလားတစ်ချက်တည်းပဲမလားအဲ့ဒီမှာလေဟို protect and restore water sources လုပ်လို့ရတယ် recycle လုပ်လို့ရတယ် monitor and review အဲ့လိုတွေပြောသွားတဲ့အခါကျတော့နည်းနည်းနားရှုပ်သွားတာပေါ့နော်မှတ်ထားပါတော့for example ပေါ့ဘယ်လို project လုပ်မှာလဲပေါ့အဲ့ဒါလေးတစ်ခုပေါ့အမှ protect and restore water sources အတွက်ဆိုရင်ဘယ်လို action plan လုပ်မလဲပေါ့ပြောကြည့်လို့ရလား protect and restore water sources ကအဲ့ဒါ aim ငါကြတော့ like ရင်းနဲ့လို့error ဖြစ်ပြီးပါအောင်ဟာအဲ့ဒါဆိုရင်ဒါမပါဘူးပေါ့အဲ့ဆိုရင် example လေးပြောကြည့်ပါပေါ့နော်ပြောကြည့်ပါဆိုတော့အမှ raise public awareness ဆိုရင်တမီးတို့ဘယ်လိုမျိုးလုပ်ချင်လဲဒီလိုလုပ်ပါလဲတမီးတို့က plan လုပ်ထားတာဒီတကယ်လို့ drive ကိုသွားပြီးတော့ information အဲ့လိုမျိုး educate လုပ်မယ်ဆိုတော့အဲ့လိုမျိုး raise awareness လုပ်မယ်ပြီးရင်online မှာလည်းလုပ်လို့ရတယ် poster တွေလည်းကတ်လို့ရတယ်ပြီးရခါကျရင်ဒီ water saving habits တွေကိုအဲ့လိုမျိုးပြောပြမယ်အဲ့တော့လေအဲ့ဒီထဲမှာဆိုရင်များသောအားဖြင့်မြို့ပြတွေမှာလား urban area မှာ rural မှာလား rural မှာပဲ focus လုပ် urban မှာမဖြစ်နိုင် urban မှာလည်းဖြစ်နိုင်ပါတယ်တချို့မျိုးစာရောင်းနေပါဆိုတဲ့သမားတွေအားဆို awareness ကိုအဲ့မှာလေ effect မှာလေဟိုနည်းနည်းလေးပိုထပ်ဖြစ်ရင်လေဘာကိုကောင်းလဲဆိုတော့ဥပမာပေါ့ environmental awareness ပေးခဲ့သည်ရှိတော့ပေါ့အခုဆိုရင် example ပြလို့ရတယ်ဥပမာအဲ့ဒီ water တွေ loose ပြတ်သွားတာပေါ့နော် fresh water တွေကျတော့ဆိုတပြေးပြေးနဲ့ကုန်နေတာပေါ့နော်ကုန်နေတာဘာလို့လဲဆိုမျိုးပြတွေမှာအဓိက urbanization ရေရင်းတွေမတရားတူးတာဒါမျိုးပေါ့နော် fresh water တွေကုန်သွားတာအမှလေအဝီစီးတွေတူးတယ်လေအခုတိုက်တွေစောက်တယ်ဆိုရင်အဲ့ဒီတိုက်အတွက်အဝီစီးတွေတူးတာအဲ့ဒီမှာဘာလဲဆိုတော့ fresh water တွေကဟိုဒီနီးနဲ့ဆုံးရှုံးတာရှိတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့မျိုးပြတွေမှာဟိုတလောလေးကဘန်ကောက်မှာဆိုမှစင့်ခုံဖြစ်တာမြေတွေကျွံသွားတာတော့เนาะအကုန်လုံးဒီအောက်မှာဘာလဲဆိုတော့အလိုင်းတွေဖြစ်ကုန်ဒီ fresh water ကဟိုဟာ stand လုပ်နိုင်တဲ့မြေတွေကသူကမရှိတော့တဲ့အချိန်မှာအဲ့လို sink hole တွေဖြစ်နေအဲ့ဒီ public ကို awareness ပေးတဲ့အချိန်မှာအဲ့ဒီဖြစ်လာနိုင်တဲ့ impact အကြီးတွေဘာတွေကို example ပေးပြီးတော့သူတို့ကြောက်သွားအောင်ပေါ့နော်ဒီလိုလေး example လေးပေးလိုက်လို့ရှိရင်ကိုကောင်းတယ်ပေါ့နော်အဲ့တော့ဟိုသမီးတို့လုပ်မဲ့ area ကဒီလို urban dollar ကောင်း rural dollar ကောင်းဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါလေးလုပ်နောက်ပြီးတော့the pronunciation က scarcity နော် scare ကနေလာတာ scarcity ပေါ့နော် scarce what is scarce okay ဒီချက်ကကြတော့ဗာလေးတစ်ခုပဲမြင်လဲဆိုတော့ဟိုimpact and benefit မှာ impact တွေကြောက်နေသလားအဲ့ဒါလေးတော့ improve access ဖြစ်တာ impact ကဘယ်လို impact ရမလဲဆိုရင်တော့ good impact ပေါ့နော်တမီးအောင်မှာ good impact ရအဲ့ good impact တွေကိုထည့်ရေးပေးဖို့အဲ့ဒါပဲမသိ impact ဆိုတာ negative positive လည်းဖြစ်နိုင်တယ် negative လည်းဖြစ်နိုင်တယ်အဲ့တော့သမီးရေးထားတဲ့နှစ်ချက်စလုံးက benefit တွေဖြစ်တယ်ဒါလုံးလိုက်လို့ဒါဖြစ်သွားတယ်ဒီလိုဒီ action plan လုံးလိုက်လို့ဒီ effect တွေဖြစ်လာတာဆိုသမီးတို့ရဲ့ positive impact တွေကပါတယ်လည်းရှိပြီနော်အဲ့ဒါမျိုးနေတယ်ဆိုရင်ပထမဆုံး
risk ကို predict လုပ်ပါရတယ်ပြောကြတယ်ပေါ့နော် climate changes တွေရောနောက်ဒီတခြား risk တွေ mention လုပ်ပါရတယ်ဟုတ်တယ်နောက် long term နဲ့ short term goals တွေပေါ့နော်တခြားဖွင့်ပြောရတာပေါ့နော်အားလေးပြောရတဲ့နောက်တစ်ခုက research လုပ်ထားတယ်ပေါ့အမြင်လေးဘာလို့လဲဆိုတော့တက်မြန်မာကို mention လုပ်ထားတာတက်မြန်မာကတော့အထူးကတော့တက်မြန်မာ scarcity ထက်သူကဒီ plastic reduction ကိုအထူးထားတဲ့ organization နဲ့ပါတယ်ပေါ့နော်အဲ့တော့ okay အဲ့လိုတက်မြန်မာကဒီ founder ကို energy determine ဖြစ်တယ်သူကိုယ်တိုင်အဲ့လိုမျိုးအမိုက်တွေပါတယ်အဲ့လို like ပြီးတော့ research လုပ်ပြီးတော့ okay ဘာလို့ဖြစ်တယ်ပြောရှင်သူစီက research data တွေတောင်းလို့ရတယ်အမိုက်ဆိုပေမဲ့ manager ဘာဖြစ်ဖြစ် rural data တွေပြောထားတာဆိုတော့သူတို့မှာဒီအမိုက်အပြင်ခြား research data resource ရှိရတယ်နော်နောက်တော့ကိုကဒီ awareness ဖြန့်မှုနေရာမှာအမားတို့ဒီမျိုးပြ awareness ဖြန့်ပြီးတော့တကယ်အညာပိုင်းအလဲပိုင်းအညာပိုင်းရေရှားတဲ့နေရာတွေမှာ awareness နဲ့အရင်ဆုံး action တွေယူတင်နေပေါ့နော်။ဘာလို့လဲဆိုတော့ရေဆိုတာကလုံးဝ survival အတွက်ဒါ economic student တွေထင်ပါတယ်အဲ့တော့ရေဆိုတာ survival အတွက်လိုအပ်တဲ့အတွက်ကြောင့်မို့လို့အရင်ဆုံး restore လုပ်ပြီးတော့မှရေကိုလုပ်ပြီးတော့ရေကိုအရင်ဆုံးသွားဖို့ restore လုပ်ပြီးတော့မှ awareness ဖြန့်တာမျိုးပိုကောင်းတယ်ပေါ့နော်။နောက်တော့သူတို့တွေဒီရေရှားတဲ့နေရာတွေကိုပွားရေသွားလို့ရတော့သူတို့ဒီရေရဲ့အကျိုးကျေးဇူးရေးရတဲ့မို့သူတို့ရအမှားတို့မျိုးပြလူတွေထပ်ပိုသိရဲအဓိက awareness ဖြန့်ပြီးတော့ campaign တွေတခြားလုပ်ရမှာဒီ public awareness တွေဖြန့်ရမှာဒီမျိုးပြ urban ကိုအဓိကဖြန့်ရမှာအဲ့တော့ဟိုက sector နှစ်ခုခွဲလိုက်လို့ရတယ်နောက်တစ်ခု risk or urban မှာ awareness ဖြန့်နေရင်ဘာလုပ်လို့ရလဲဆိုရင် rural မှာရှိတဲ့လူတွေအတွက်အမှားတို့ fundraising လုပ်လို့ရတယ် rural မှာရှိတဲ့ water resource အချိန်တန်ရေးဆိုတာဒီတိုင်းဒီနေရာဒီ area ဒီရေရင်းထုတ်လို့မရဘူးဒီမထွက်ဘူးဆိုရင်ဒီကုန်သွားမှာပဲအဲ့ဒါကြောင့်မို့ water supply အတွက်ဒါအမှားတွေလုပ်လို့ရတယ်ပေါ့နော် fundraising နဲ့ awareness တွေပေါင်းပြီးလုပ်ရတာတော့အမှားရဲ့ idea ပေါ့နော်ဒါပေမဲ့နောက်တစ်ခုကကျတော့ဒီ water assessment risk လုပ်တဲ့အချိန်မှာအမှားတို့တိရကုဆရာတော်ဖျားကြီးဟိုးအရင်တော့လုပ်ခဲ့တာပေါ့နော်စကိုင်းတောင်လုံးမှာရှိတဲ့တန်ဃာတော်တွေနေချိုးဖို့သုံးဖို့အတွက် awareness သူလုပ်ခဲ့ fundraising ဆိုလို့ရှိရင်ဒါပြန်လိုက်ပြောရင်ဆရာတော်ဆိုပေမဲ့သူလုပ်ခဲ့တဲ့ fundraising plan ဆိုရင် TV တွေကနေချိန်ညာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ target audience ကိုသိဖို့လိုတယ်ကိုယ့်ရဲ့ target audience အမှပြောချင်တာကဒီ farmers ဆိုတာနဲ့ public awareness ကိုဘယ်လိုမျိုးဖြန့်မလဲဥပမာတိရကုဆရာတော်ဖျားကြီးဆိုလို့ရှိရင်မဟာဘောဓိလိုရုပ်သံတိုင်းတွေမှာ advertise တွေလုပ်လာပေါ့နော်အလူခံတာလက်ခံပါတယ်ဆိုပြီးလုပ်တာအဲ့တော့ဟိုကဒီ fundraising ကိုရဖို့ water restore လုပ်ဖို့ပတ်စံဒီ30နဲ့တော့မလောက်ဘူးအဲ့တော့ကြောင့်ကိုယ့်ရဲ့နေရာပုံမူတည်ဘူးပေါ့နော်အဲ့တော့ဘယ်လိုလူတွေကိုဖြတ်မှာလဲမ online ကနေ fundraising တွေကိုလုပ်မှာလားအဲ့ဒါမျိုးတွေလည်းကိုကတည်တည်ကြတည်ထားလို့ရှိရင် public awareness နဲ့ fundraising တက်လုပ်လို့ရတယ်ပေါ့အရင် pressure မပြီးတော့ကိုကတက်တက်ကြီးထပ်လုပ်ဆရာမျိုးတော့ပေါ့နော်အဲ့ဒါလေးပါပဲအဆင်ပြေပါတယ်